ဟိုတယ်ကြီးတစ်ခုရဲ့အပေါဝါမှာကားတစ်စီးကရေအိုင်ကိုအရှိန်နဲ့ဖြတ်မောင်းသွားတဲ့အတွက်လမ်းလျှောက်လာတဲ့လင်းချန်ရဲ့အင်ဂျီဘော်ကိုရွှင့်ရည်တွေပတ်စင်သွားတဲ့ကားပေါ်ကနေဝမ်ဟောက်ဆင်းလာပြီးလောင်ပြောင်တဲ့လေတန်းနဲ့အိုးခရားရည်ဒါငါတို့ခေတ်ကစာတော်ဆုံးလင်းချန်မဟုတ်လားပြီးတော့သူကဆက်ပြီးတကယ်အားနာပါတယ်လင်းပါရမီရှင်ကြီးဟာဒီကားကအခုမှဝယ်လာတာမြင်းကောင်ရည်အားအယမ်းများတော့လီဘာကိုတေချာမထိန်နိုင်လိုက်လို့ပါမင်းကိုရောမထိခိုက်သွားဘူးမလားလို့မေးလိုက်တယ်အဲ့ဒီအချိန်မှာကားပေါ်ကနေလီနာဆင်းလာပြီးဝမ်ဟောက်ဘေးနားကိုရက်လိုက်တယ်သူမကလင်းချန်ကိုကြည့်ပြီးဝမ်ဟောက်နင်းကလည်းလုံပါတယ်လင်းချန်ကအခုချိန်မှာဒီလောက်တောင်အခြေအနေဆိုးနေတာကိုဒီအင်ဂျီဆို90တောင်တန်ပမလားမသိဘူးနင်းကသူ့ကိုပေးချန်သွားအောင်လုပ်လိုက်တော့မနှက်ဖြန်သူ့လှုပ်ရှာဖို့စီဗီသွားတင်ရင်ဘယ်လိုလုပ်မလဲသူတို့နားကိုရောက်လာတဲ့တခြားသူငယ်ချင်းတယောက်ကလည်းဝင်ပြောတယ်တကယ်ပဲလင်းချန်ကိုတက္ကသိုလ်ပြီးတော့စီးပွားရေးလုပ်တာရှုံးသွားပြီးအကျွေးတွေပက်လက်ဝိုင်းနေရဲ့လို့ကြားတယ်ဝမ်ဟောက်ကလောင်ပြုံးပြီးစာတော်နေရောဘာလို့ရမှာလဲလူဆိုတာကံကြမ္မာကိုပဲကြည့်ရတာပြီးတော့သူကလင်းချန်ကိုကြည့်ပြီးမင်းဘေးနာကကုံတိုက်ကိုသွားပြီးတက်ရဖြစ်မဲ့ဘောင်းဘီတစ်ထဲတွားဝယ်လိုက်ငါးစရိတ်နဲ့မှတ်ထားလိုက်မင်းလဲအစင်းမြင့်ကုံတိုက်ကအင်ဂျီမျိုးဝတ်ဖူးမှာမဟုတ်ပါဘူးသူတို့နောက်မှာရက်နေရဲ့တခြားတန်းဖော်တွေကလည်းဖုံးတွေနဲ့တက်ပုံရိုက်ပြီးရေမောနေကြတယ်လီနာကဒီလိုပုံစံနဲ့တော့အထဲကိုမဝင်လာပါနဲ့ငါတို့အတန်းအတွက်ရှက်စရာကြီးလို့ထပ်ပြောတယ်ဒီအချိန်မှာလင်းချန်ကကားကိုတေချာကြည့်ပြီးအေးဆေးပဲကားကတပတ်ရကာမလားလို့မေးလိုက်တယ်အဲ့ဒီစကားကြောင့်ဝမ်ဟောက်ရဲ့မျက်နှာပြတ်သွားတယ်လင်းချန်ကဆက်ပြီးအင်ဂျင်ကနေအတန်ထွက်နေတာတိတာတယ်ဂီယာချင်းတဲ့အခါမှာလည်းချုံမွေးမှုမရှိဘူးညာဘက်နောက်ပြီးကဆေးပြန်တုတ်ထားတဲ့အယောင်ကွာချမှုကိုလည်းတေချာမလုပ်ထားဘူးအနည်းဆုံးကီလိုမီတာ3သိန်းခွဲလောက်တော့မောင်းထားပြီးသားပဲလို့ပြောလိုက်တယ်လင်းချန်ကဝမ်ဟောက်ကိုစိုက်ကြည့်ပြီးဆက်ပြောတယ်မင်းတို့အိမ်ကလောလောဆယ်ငွေကြေးကျက်တဲဖြစ်နေလို့လူလုံးပြဖို့အတွက်ဒီလိုတပတ်ရကားမျိုးကိုပဲဝယ်နိုင်တာမလားအဲ့ဒီအခါလီနာကဒေါသတကြီးနဲ့လင်းချန်နင်းကမတိပဲနဲ့ဆရာမလုံးစမ်းပါနဲ့ဒီကားကဘလောက်တန်လဲနင်းတီလာ300ကျော်တောင်တန်တာနင်းတက်တော့ကန်ကြည့်ရမှာတော့မဟုတ်ဘူးလို့ပြောလိုက်တယ်ဝမ်ဟောက်ကသဘောကျတယ်လို့လက်ခုပ်တီးလိုက်ပြီးကောင်းပြီလေလင်းချန်မင်းပြောကတော့အရင်လိုပဲထက်မြက်နေတော့မဲနှမျောစရာကောင်းတာကအပြောဘလောက်ကောင်းကောင်းမင်းခုငါလောက်အခြေအနေမကောင်းဘူးဆိုတာကိုတော့ပြောင်းလဲလို့မရဘူးလေဒီညမင်းဘလောက်အထိဟန်ဆောင်နိုင်မလဲဆိုတာငါကြည့်ရသေးတာပေါ့လို့ပြောပြီးသူတို့နှစ်ယောက်ဟိုတယ်ကိုဝင်သွားကြတယ်သူတို့ထွက်သွားပြီးနောက်မှာစုကျင်ဆိုတဲ့မိန်းကလေးကလင်းချန်စီလျှောက်လာပြီးတရှူကန်ပေးရင်တုတ်လိုက်ပါဦးလို့ပြောတယ်လင်းချန်ကယူလိုက်ပြီးကျေးဇူးပဲလို့တုတ်ပြန်လိုက်တယ်စုကျင်ကစိုးရိမ်နေမျက်နှာနဲ့ဝမ်ဟောက်ကအခုရှင်းရောင်ပြူရဲ့အယောင်မန်နေဂျာဖြစ်နေပြီးမကြခင်ဒုတိယကထယာဒူးတော့မယ်လို့လည်းကြားတယ်ဒီနေ့ပွဲကသူကြွားကျင်လို့လှုပ်တဲ့ပွဲလေးနင်းသူ့ကိုသွားမရှင်ပါနဲ့နင်းနေလောက်တိခံလိုက်ရင်ပြီးသွားမှာပါလို့ပြောတယ်လင်းချန်ကအဝတ်ကရှွန့်တွေကိုတုတ်နေရင်လွန်ခဲ့တဲ့3ရက်ကပဲရှင်းရောင်ပြူတစ်ခုလုံးကိုငါဝယ်ယူပြီးသွားပြီးမနေ့ဖြန်မနေ့9နာရီဆိုရင်ရှင်းရောင်ပြူရဲ့ဥက္ကဋ္ဌဖြစ်တရားဝင်တာဝန်ယူတော့မှာလို့ပြန်ပြောလိုက်တယ်ပြီးတော့သူကပြုံးပြီးဒီညပွဲကထင်ထားတာထက်ပိုစိတ်ဝင်စားစရာကောင်းမယ်လို့ရုတ်တရက်ခံစားလာရတယ်လို့ပြောလိုက်တယ်လင်းချန်ကစုကျင်ကိုတွားရအောင်အထဲကိုဝင်ကြည့်ကြတာပေါ့လို့ပြောပြီးခေါ်သွားတဲ့စုကျင်ကတော့လင်းချန်ကိုကြည့်ပြီးလူပုံလဲမှာဒီလိုရှက်ခွဲခံရတာတောင်သူကဘာလို့ဒီလောက်တောင်တင်းငင်နေနိုင်ရတာလဲလို့တွေးနေခဲ့တယ်ဟိုတယ်ခန်းထဲမှာတော့အတန်းဖော်တွေအားလုံးဝမ်ဟောက်ကိုမြောက်ပင်ပြောဆိုနေကြတယ်လူတယောက်မန်နေဂျာဝန်ကအခုဆိုရှင်းရောင်ဗီယူရဲ့လူယုံတော်ဖြစ်နေပြီပေါ့ရှင်းရောင်ကဒီမျိုးရဲ့ထိတ်တန်းကုမ္ပဏီကြီး3ခုထဲမှာပါတယ်လို့ကြားတယ်မန်နေဂျာယာရူထီရတာအရမ်းမိုက်တာပဲလို့ပြောတယ်နောက်တစ်ယောက်ကလည်းအကိုဝန်နောက်တစ်ချိန်ကြီးပွားလာရင်ကျွန်တော်တို့သူငယ်ချင်းဟောင်းတွေကိုမမေ့နဲ့ဦးနော်လို့ပြောတယ်ဝမ်ဟောက်ကဝင်ကြွားတဲ့လေတန်းနဲ့တိတ်ထူးကြတာတော့မဟုတ်ပါဘူးတာမန်လူတွေထက်အခွင့်အရေးနည်းနည်းပိုရသွားရုံမှာရှင်းရောင်ဗီယူဆိုတာကဘယ်သူမဆိုဝင်ကျင်တိုင်းဝင်လို့ရတဲ့နေရာမှမဟုတ်တာအခုငါရောင်းဌာနကပရောဂျက်ကြီးခက်များကိုကင်ထားတယ်နောက်လာဆိုရင်ဒုတိယကထနေရာကတေချာတလောက်ဖြစ်နေပါပြီလို့ပြောလိုက်တယ်အဲ့ဒီအချိန်မှာလင်းချန်နဲ့စုကျင်တို့ဝင်လာတယ်ဝမ်ဟောက်ကမြင်တာနဲ့အိုလင်းပါရမီရှင်ကြီးရောက်လာပြီပဲစောစောကအပေါဝါမှာဖြစ်ခဲ့တဲ့ကိစ္စကိုအားလုံးအထင်မလွဲကြနဲ့နော်ငါကကားနဲ့မြင်သွားလို့သူ့ပေါ်ရွှင့်တွေဆင်သွားတာပါငါကလျော်ပေးမယ်ပြောတာကိုသူကလက်မခံဘူးအယမ်းမာနာကြီးတာလို့ပြောလိုက်တယ်အားလုံးကဝိုင်းရကြတယ်သူငယ်ချင်းတယောက်ကလင်းချန်ကအရင်တိုင်းပဲနော်မျက်နှာပြတ်မခံဘူးအရင်ကျောင်းလုံးကအဲ့လောက်တောင်တော်ခဲ့တာကိုအခုတော့ဘလို့ဖြစ်ပြီးဒီလိုတွေချစ်နေရတာလဲလို့လောင်ပြောတယ်လင်းချန်ကတော့ဘာမှမပြောဘဲခုံတခုံမှာဝင်ထိုင်လိုက်တယ်ဝမ်ဟောက်ကလင်းချန်ကိုမျက်စိတောက်ထောက်ကြည့်ပြီးသူ့စိတ်ထဲမှာငါမုံဆုံးကလင်းချန်ရဲ့ဘာမှမလို့မရှက်တဲ့ပုံပေါက်နေပြီးငါ့ကိုအမြဲနိုင်ရနေတဲ့ပုံစံပဲငါဖေတောင်မှမင်းသားလင်းချန်ရဲ့တဝက်လောက်စူးစမ်းရင်ကောင်းမယ်လို့ပြောဘူးတယ်လို့တွေးပြီးမကြေမနက်ဖြစ်နေတယ်ပြီးတော့ဝမ်ဟောက်ကစားပွဲထိုးကိုခေါ်လိုက်ပြီးစားပွဲထိုးမီနူးယူခဲ့ဒီနေ့ငါကျွေးမယ်ဟင်းကောင်းကောင်းလေးတွေမှလိုက်သူငယ်ချင်းဟောင်းတွေကိုအစ်စ်မြင့်တာဗာလဲဆိုတာမြည်ဆန်းခိုင်းရမယ်လို့ပြောတယ်သူကမီနူးကိုကြည့်ပြီးအကြိုက်ဆုံးဝိုင်းနီ3ပူလင်ပင်လဲစားပွဲကြီးနှစ်ပွဲငါ့အနှစ်ကိုအကြီးဆုံးပွဲပေးထွက်ဖယ်မှုဝါကူမဲသားနမေကြီးဟင်းကြီးအကုန်ချပေးလို့မှလိုက်တယ်စားပွဲထိုးမလေးကအားနာတဲ့ပုံနဲ့ဆီယာတာတွေအကုန်ပေါင်းလိုက်ရင်ဈေးနဲ့များသွားလိမ့်မယ်လို့ပြောတယ်ဝမ်ဟောက်ကများတော့ဘာဖြစ်လဲငါဝမ်ဟောက်ကကျွေးတာဒီလောက်ပိုက်ဆံလေးကိုအခက်ခဲဖြစ်เสียရလားလို့ပြန်ပြောလိုက်တယ်သူငယ်ချင်းတယောက်အကိုဝန်ကသဘောကျလိုက်တာဒါမှအောင်မြင်တဲ့သူတွေရဲ့စက်တိုင်ပဲလို့မြောက်ပြောတယ်လီနာကလင်းချန်ကိုကြည့်ပြီးတချို့လူတွေကတသက်လုံးဒီလိုထမင်းမျိုးစားရမှာမဟုတ်ဘူးဒီနေ့တော့ငါတို့ဝမ်ဟောက်ကျေးဇူးကြောင့်ဝင်စားရတာပေါ့လို့ခနဲ့လိုက်တယ်ခါကြတော့အစားအသောက်တွေရောက်လာပြီးလူတိုင်းကဈေးကြီးတဲ့ဟင်းညာတွေကိုဖုံးတွေနဲ့တပ်ပုံဝိုင်းရိုက်နေကြတယ်လင်းချန်ကတော့ဘသူ့ကိုမှဂယူးမဆိုင်ပဲလက်ဖက်ရည်ကိုအေးအေးဆေးဆေးတောက်နေရဲ့စုချင်ကလင်းချန်ကိုနင်တကယ်ဘာမှမဖြစ်ဘူးမလားလို့တိုးတိုးလေးမေးတယ်လင်းချန်ကပြန်ကြည့်ပြီးငါတခုခုဖြစ်တဲ့နယ်လို့နင်ထင်လို့လားလို့မေးတယ်စုကျင်ကစိတ်မကောင်းတဲ့မျက်နှာနဲ့ကြည့်နေတော့လင်းချန်တခြားလူသားဆိုရင်သူတို့ဒီလိုလောင်ပြောင်တာကိုခံနိုင်မှာမဟုတ်ဘူးဒါပေမဲ့လူတယောက်ရှင်ချင်းနဲ့ကြသွားတိုင်းကလည်းလိုက်ခုံချရမယ်လို့မှမဆိုလိုတာလို့ပြောလိုက်တယ်အဲ့ဒီနောက်ဝမ်ဟောက်ကဝိုင်ခွက်ကိုကင်ပြီးမတ်တက်ရက်လိုက်တယ်သူငယ်ချင်းဟောင်းတို့တိတ်နေကြပါဘူးဒီနေ့အားလုံးကိုစုလိုက်တာကပထမအချက်ကအရင်เจ้าတွေပြန်ပြောချင်လို့ဒုတိယအချက်ကသတင်းကောင်းတစ်ခုပေးချင်လို့ပါနောက်လာဆိုရင်ငါရှင်းအောင်ပြူရဲ့ဒုတိယကထဖြစ်ယာရူးတို့ဖို့တေချာတလောက်ဖြစ်နေပြီလို့ပြောလိုက်တယ်အားလုံးကဝမ်းသာအားရနဲ့ဒုတိယကထအကိုဝန်တိတ်တော်တာပဲနောက်ဆိုရင်ငါတို့ကိုတေချာစောင့်ရှောက်ပါဦးနော်လို့ဝိုင်းပြောကြတယ်ဝမ်ဟောက်ကဂုံယူဝင့်ကြွားစွာနဲ့
နောက်ဆိုဒီမျိုးမှာအလောက်ရှာကျင်တာဖြစ်အလောက်ကိစ္စဆွေးနွေးကျင်တာဖြစ်ငါဝမ်ဟောက်နမေကိုသာပြောလိုက်ငါကူညီနိုင်တာဆိုတေချာပေါက်ကူညီပေးမယ်လို့ပြောတယ်အားလုံးကခွက်တွေတိုက်ပြီးကျေးဇူးပါအကိုဝမ်လို့ပြောကြတယ်ဝမ်ဟောက်ကမျက်နှာထားပြောင်းသွားပြီးဒါပေမဲ့ဒီနေ့ထမင်းစားတာကိုအဆက်ကတော့ငါအကုန်ရှင်းပေးမလို့ပဲဒါပေမဲ့တေချာပြန်စဉ်းစားကြည့်တော့အားလုံးကသူငယ်ချင်းတွေပဲလေတရားမျှတာပြီးပြောစရာကောင်းအောင်ငါတို့အားလုံးကြားသိမ့်တွေကိုခွဲရှင်းကြတာပေါ့လို့ပြောလိုက်တယ်အဲ့ဒီစကားကြောင့်အားလုံးအံ့ဩသွားကြတယ်သူငယ်ချင်းတယောက်ကနေပါဦးအကိုဝမ်ခင်များကကြွေးမယ်လို့ပြောထားတာမဟုတ်ဘူးလားအဲ့ဒီအချိန်မှာပဲစားပွဲထိုးကဘေလာပေးပါတယ်ဝမ်ဟောက်ကသူ့လက်ထဲကဘေကိုကြည့်ပြီးပြောလိုက်တယ်9,23800အတိအကျပဲထားလိုက်ပါတော့ကွာ9,200ငါတို့26ယောက်ဆိုတော့တယောက်ကို2,000စီကြမယ်ကောင်မလေးတယောက်ကသူ့ဖုန်းကိုသူကြည့်ပြီးစိုးရိမ်တကြီးနဲ့လမ်းပြောတယ်ဝမ်ဟောက်ငါရဲ့တလားလာစာကားမှာ9,000ပဲရှိတာဟာ2,000ဆိုတာတကယ်ကိုများလုံးတယ်လီနာကချက်ချင်းဝင်ပြောလိုက်တယ်အမြင်လေးပါလေးနဲ့ကြဲကြဲကြည့်လို့မရဘူးလားဝမ်ဟောက်ကမကြခင်ဒုတိယကထဖြစ်တော့မှလေဒီနေ့ဒီဆက်တွေကိုရထားရင်နောက်ပိုင်းတစ်ခုခုဆိုအကူအညီတောင်းလို့ရပြီပေါ့ပြန်ရမယ့်အကျိုးမြတ်က2,000မကဘူးဒီပိုက်ဆံကိုအနာဂတ်အတွက်ရင်းနှီးမြှုပ်နှံလိုက်တယ်လို့သဘောထားလိုက်လေမတန်ဘူးလားဒါနဲ့ပဲတခြားသူငယ်ချင်းတွေလည်းသူတို့ဖုန်းတွေကနေပိုက်ဆံတွေစာပြီးလွှဲပေးလိုက်ကြတယ်စုချင်းကသူ့ဖုန်းကိုကြည့်ပြီးမျက်ရည်ဝဲလာတယ်ပြီးတော့စိတ်ထဲကနေတွေးလိုက်တယ်ငါတလားလာစာက9,000ကျော်လေးပဲရှိတာ2,000ဆိုတာငါရဲ့6လစာစုဆောင်းငွေလောက်တောင်ရှိတယ်လင်းချန်သူရောဘယ်လိုလုပ်မလဲအဲ့ဒီလိုတွေးပြီးလင်းချန်ကိုကြည့်ကပြောလိုက်တယ်လင်းချန်နေ့ပိုင်းကိုငါအရင်ဆက်ရှင်းပေးထားမယ်လေလင်းချန်ကတီတီငိမ့်ငိမ့်နဲ့ပဲမလိုပါဘူးလို့ပြန်ပြောလိုက်တယ်အဲ့ဒီအချိန်မှာဝမ်ဟောက်ကစားပွဲနားကိုရှောက်လာပြီးဘေကိုစားပွဲပေါ်ပစ်ချလိုက်တယ်ပြီးတော့လင်းချန်ကိုစိုက်ကြည့်ပြီးမေးလိုက်တယ်2,000လင်းလူတော်ကြီးမင်းထုတ်ပေးနိုင်ပါမလားလင်းချန်ကတော့ဘာမှမပြောဘဲအေးအေးဆေးဆေးပြုံးနေလိုက်တယ်ဝမ်ဟောက်ကဒေါသတကြီးနဲ့ဆက်ပြောတယ်မင်းပါရဲ့နေတာလည်းမထုတ်နိုင်ဘူးဆိုရင်လည်းပွင့်ပွင့်လင်းလင်းသာပြောစမ်းပါအားလုံးကသူငယ်ချင်းတွေကြီးပဲဟာကိုငါကမင်းကိုမျက်နှာမပြတ်အောင်မလုပ်ပေးနိုင်တာမှမဟုတ်တာလီနာကလည်းဝင်လောင်လိုက်ပြန်တယ်2,000ဆိုတာဝမ်ဟောက်အတွက်ဘာမှမဟုတ်ပေမဲ့တချို့လူတွေအတွက်တော့လစာ3-4လစာလောက်ဖြစ်နေမှာပေါ့လင်းချန်ပိုက်ဆံမရှိရင်လည်းမရှိတယ်လို့သာနေစမ်းမှာပိုက်ဆံရှိတောင်ဟန်ဆောင်ရတာအကြည့်ရအဆိုးဆုံးပဲစုချင်းကဒေါသတကြီးနဲ့မတက်ရက်လိုက်ပြီးအော်ပြောတယ်ဒီထမင်းဝိုင်းကဝမ်ဟောက်သူ့ဘာသာကြွားကျင်လို့သူကိုယ်တိုင်မှထားတာလေဘာလို့အားလုံးကိုအချိုးကျခွဲရှင်းခိုင်းရတာလဲလီနာကစုချင်းကိုကြည့်ပြီးလောင်တဲ့လေတန်းနဲ့ပြောလိုက်တယ်စုချင်းနင်ကဘာတွေလာလို့နေတာလဲလင်းချန်တောင်ဘာမှမပြောရသေးဘူးနင်ကသူ့ကိုစားပိုက်ဆံနှမျောပေးနေပြီလားပါလဲဒီလောက်နှစ်တွေကြာသွားတာတောင်နင်ကသူ့ကိုမမေ့နိုင်သေးဘူးလားအဲ့ဒီတော့မှစုချင်းလည်းမျက်နှာပြက်သွားပြီးမျက်ရည်ဝဲလာပါတော့တယ်လင်းချန်ကစုချင်းရဲ့လက်ကိုလမ်းကင်လိုက်ပြီးဆွဲထိုင်ခိုင်းလိုက်တယ်ပြီးတော့သတိပေးလိုက်တယ်ထိုင်နေလိုက်ပါဒီကိစ္စနဲ့ဝင်ပါစရာမလိုဘူးပြီးတော့မှလင်းချန်ကဝမ်ဟောက်ကိုကြည့်ပြီးပြောလိုက်တယ်ဝမ်ဟောက်မင်းတို့နဲ့အချိုးကျရှင်းရမှာကိုငါကအစကတည်းကစိတ်မဝင်စားတာပါဝမ်ဟောက်ကလောင်ပြီးအော်ရယ်လိုက်တယ်ငါတို့နဲ့အချိုးကျရှင်းရမှာကိုစိတ်မဝင်စားဘူးဟုတ်လား9,200လေကွာလင်းချန်မင်းလန့်ပြီးယူသွားတာများလား9,200ဆိုတာဘယ်လောက်လဲဆိုတာမင်းသိလို့လားလင်းချန်ကအနက်ရောင်နဲ့ရွှေရောင်ရောနေတဲ့ကတ်တစ်ခုကိုထုတ်ပြလိုက်တယ်အားလုံးအံ့ဩသွားကြတယ်ကောင်လေးတစ်ယောက်ကပြောလိုက်တယ်ဒါဘာကက်ကြီးလဲလိုဂိုတောင်မပါဘူးဟိုတဲကမန်ဘာကက်များလားမသိဘူးအဲ့ဒီတော့နောက်တစ်ယောက်ကပါဝိုင်းရယ်လိုက်တယ်လီနာကထပ်ပြောတယ်လင်းချန်နင်ကအနက်ရောင်ကတ်တစ်ခုထုတ်ပြလိုက်ရုံနဲ့ပိုက်ဆံရှိတဲ့သူလို့ဟန်ဆောင်လို့ရမယ်ထင်နေတာလားအခုအင်တာနက်မှာဒီလိုဟာမျိုးကိုရော90လောက်ပေးလိုက်ရင်အလွယ်လေးလုပ်လို့ရနေပြီဝမ်ဟောက်ကလည်းရဲလိုက်ပြီးပြောတယ်လင်းချန်မင်းရဲ့အကွက်ကနင်းနဲ့အစ်စ်နှိမ့်သွားပြီကို9,200တန်ပေးကိုဒီကက်ဆုပ်လေးနဲ့လိန်လို့ရမယ်မထင်နဲ့နော်လင်းချန်ကစားပွဲထိုးမလေးကိုကလန်းပေးလိုက်ပြီးပြောလိုက်တယ်ကက်ဆွဲလိုက်ပါစားပွဲထိုးမလေးကကက်ကိုယူပြီးပြောလိုက်တယ်လူကြီးမင်းရှင်ခဏလောက်စောင့်ပေးပါပြီးတာနဲ့ POS ကက်ဆွဲဆက်ထဲကိုကတ်ထည့်လိုက်တယ်ဒါပေမဲ့ဆက်ကလက်မခံပဲညင်းသွားတယ်ဖန်သားပြင်မှာလဲငွေပေးချေမှုမအောင်မြင်ပါလို့စာတန်းပေါ်လာတယ်ဝမ်ဟောက်ကသဘောကျစွာနဲ့ရဲလိုက်ပြီးပြောတယ်ငါပြောသားပဲဆက်ပြီးဟန်ဆောင်ပြဆန်းပါဦးကွာလီနာကလည်းလောင်ရဲလိုက်တယ်လင်းချန်နင်ကအချိုးကျမရှင်းချင်ဘူးဆိုကတ်ဆွဲမယ်ဆိုတာဘာလို့ဆွဲမရတာလဲတကယ်ရဲရလုံးလို့သေးတော့မယ်ဘကမှမသိတဲ့ကတ်မေးလေးထုတ်ပြီးလူချမ်းသာဟန်ဆောင်နေတာလေခုတော့စက်ကိုတောင်လိမ့်လို့မရဘူးဖြစ်သွားပြီပေါ့လင်းချန်ကတီတီငိမ့်ငိမ့်နဲ့ပဲစားပွဲထိုးမလေးကိုကြည့်ပြီးရှင်းပြလိုက်တယ်မင်းတို့ရဲ့ဒီကတ်ဆွဲဆက်ကလုတ်ပိုင်ခွင့်အဆင့်မမီဘူးဒီကတ်ကိုဖတ်လို့မရဘူးစားပွဲထိုးမလေးအံ့ဩသွားပြီးလုတ်ပိုင်ခွင့်အဆင့်လို့ရေရွတ်လိုက်တယ်လင်းချန်ကဆက်ပြောလိုက်တယ်မင်းတို့မန်နေဂျာကိုတွားခေါ်လိုက်ပါအမြင့်ဆုံးအဆင့်ရှိတဲ့ဆက်ကိုယူခဲ့ခိုင်းလိုက်စားပွဲထိုးမလေးကပြန်ဖြေလိုက်တယ်လူကြီးမင်းရှင်ခဏလောက်စောင့်ပေးပါကျမမန်နေဂျာကိုအခုပဲတွားခေါ်လိုက်ပါမယ်ရှင်လို့ပြောပြီးအမြန်ထွက်သွားတယ်ဝမ်ဟောက်ကလောင်လိုက်ပြန်တယ်လင်းချန်မင်းကတကယ်တရုပ်ဆောင်ရတာပဲကွာအခုမန်နေဂျာကိုပါတွားခေါ်ခိုင်းနေပြီပါလဲခဏနေရင်မန်နေဂျာရဲ့လုတ်ပိုင်ခွင့်ကလည်းမလောက်လို့ဟိုတယ်သူသေးကိုပါတွားခေါ်ရမယ်လို့ပြောမလို့လားအဲ့ဒီအချိန်မှာပဲအမျိုးသမီးမန်နေဂျာတယောက်အခန်းထဲကိုဝင်လာတယ်သူမကလင်းချန်ရဲ့ကက်ကိုယူကြည့်လိုက်တယ်အဲ့ဒီနောက်ချက်ချင်းပဲမျက်နှာထားပြောင်းသွားပြီးလင်းချန်ကိုခါညွတ်အယိုသေးပေးကပြောလိုက်တယ်လူကြီးမင်းရှင်အကြာကြီးစောင့်ခိုင်းလိုက်ရတဲ့အတွက်တောင်းပန်ပါတယ်ရှင်ဝမ်ဟောက်ကမန်နေဂျာကိုလမ်းပြောလိုက်တယ်မန်နေဂျာတေချာကြည့်ဦးနော်သူ့ရဲ့ကတ်တုနဲ့လိန်နာမခံရစေနဲ့သူကငါ့ရဲ့အထက်တန်းကျောင်းကသူငယ်ချင်းကသူ့အကြောင်းကအတိဆုံးပဲမန်နေဂျာကဝမ်ဟောက်ကိုလုံးဝ view မဆိုင်ပဲကတ်ကိုတေချာထက်ကြည့်လိုက်တယ်ပြီးတော့မှစားပွဲထိုးမလေးကိုပြောလိုက်တယ်တွား BIB တီးတန့်ဆက်ကိုတွားယူခဲ့စားပွဲထိုးမလေးက BIB တီးတန့်ဆက်လို့ရေရွတ်ပြီးအမြန်ပြေးထွက်သွားတဲ့ခဏနေတော့စားပွဲထိုးမလေးကစက်ကြီးတစ်လုံးယူလာပေးတယ်မန်နေဂျာကအဲ့ဒီဆက်နဲ့ကတ်ကိုဆွဲလိုက်တဲ့အခါဖန်သားပြင်ပေါ်မှာငွေပေးချေမှုအောင်မြင်ပါသည်ဆိုရဲစာတန်းနဲ့အတူအမှန်ချစ်လေးပေါ်လာပါတော့တယ်ဝမ်ဟောက်လီနာနဲ့သူငယ်ချင်းတွေအားလုံးမျက်လုံးပြူးသွားပြီးအန်အောမင်တက်သွားကြတယ်လီနာကဘလို့လို့ဖြစ်နိုင်မှာလဲလို့မယုံနိုင်စွာနဲ့ရေရွတ်လိုက်တယ်မန်နေဂျာကကတ်ကိုလက်နှစ်ဖက်နဲ့ကင်ပြီးလင်းချန်ကိုယိုရိုသေးသေးပြန်ပေးလိုက်တယ်လူကြီးမင်းရှင်လူကြီးမင်းရဲ့ကတ်ပါရှင်
လင်းချန်ကကက်ကိုယူလိုက်ပြီးသူ့ပိုက်ဆံအိတ်ထဲကိုအေးအေးဆေးဆေးပဲပြန်ထည့်လိုက်တယ်လင်းချန်ကတီတီငိမ့်ငိမ့်နဲ့ပဲရှင်းပြီးပြီလို့ပြောလိုက်တယ်ဝမ်ဟောက်နဲ့စုချင်းတို့အရန်ကိုအံ့ဩသွားကြတယ်မန်နေဂျာကလည်းပြုံးပြလိုက်ပြီးငွေရှင်းပြီးသွားပါပြီရှင်လို့အတီးပြုတ်ပေးတယ်အဲ့ဒီအခါမှာသူငယ်ချင်းတယောက်ကလင်းချန်ကတကယ်ကက်ဆွဲပြီးရှင်းလိုက်နိုင်တာလားလို့မယုံနိုင်စွာနဲ့တီတိုရေရွတ်လိုက်တယ်လင်းချန်ကစုချင်းကိုလှည့်ကြည့်လိုက်ပြီးသွားရအောင်လို့ပြောလိုက်တယ်အဲ့ဒီအချိန်မှာပဲဝမ်ဟောက်ကလင်းချန်ကိုလှမ်းထားလိုက်ပြီးပြောတယ်လင်းချန်ဒီပိုက်ဆံလေးရှင်းလိုက်နိုင်ုံနဲ့မင်းကိုမင်းတိတ်ဟုတ်နေပြီလို့မထင်နဲ့နော်သူငယ်ချင်းတွေရှေ့မှာမျက်နှာရဖို့အတွက်ခရက်တက်ကက်ထဲကငွေပမာဏအကုန်လုံးကိုအပြောင်ရှင်းပြီးဆွဲလိုက်တာလားဆိုတာဘသူကတိမှလဲမင်းကတော့တကယ်ကိုအသေးလဲဟန်ဆောင်တာပဲလီနာကလည်းချက်ချင်းထောက်ခံလိုက်ပြီးဝင်ပြောတယ်ဟုတ်တယ်အခုခေတ်မှာခရက်တက်ကက်နဲ့ပိုက်ဆံချေတဲ့ပလက်ဖောင်းတွေကအများကြီးရှိတာပဲလေသူမရှိဘဲနဲ့ရှိတောင်ဟန်ဆောင်နေတာလားဆိုတာဘသူသိနိုင်မှာလဲဝမ်ဟောက်ကတခြားသူငယ်ချင်းတွေကိုလှည့်ကြည့်လိုက်ပြီးဆက်ပြောတယ်မင်းတို့သူ့ကိုအလိမခံကြနဲ့နော်တကယ်ပိုက်ဆံရှိတဲ့သူကဘသူကများဒီလိုပုံစံမျိုးဝစ်ပြီးသူငယ်ချင်းတွေစုံတဲ့ပွဲကိုလာမှလဲသူကမျက်နှာမပြတ်ချင်လို့ခရက်တက်ကက်ကိုအကုန်ဆွဲသုံးလိုက်တာတေချာတယ်နောက်မှသူအကျွေးပက်လဲဝိုင်းပြီးငိုရမယ့်အချိန်ရောက်လာလိမ့်မယ်ကိုအဲ့ဒီတော့သူငယ်ချင်းတယောက်ကလည်းထပ်ပြောတယ်မှန်တယ်ငါလင်းချန်အကြောင်းကိုကောင်းကောင်းသိတာပေါ့အရင်တုန်းကလည်းသူကမျက်နှာတော့အရန်ပြက်ခံတာဒီနေ့အဆက်မကွဲအောင်လို့ကက်ထဲကငွေတွေအကုန်ဆွဲထုတ်လိုက်တာတေချာတယ်လင်းချန်ကဝမ်ဟောက်ကိုစိုက်ကြည့်လိုက်ပြီးပြန်မေးလိုက်တယ်ဝမ်ဟောက်လူတိုင်းကမင်းလိုပဲထမင်းတက်နဲ့လေးနဲ့ကိုတက်တေပြဖို့လိုအပ်နေရလို့များထင်နေတာလားပြောပြီးတာနဲ့စုချင်းနဲ့အတူဟိုတယ်ကနေထွက်သွားပါတော့တယ်ဝမ်ဟောက်ကသူတို့ထွက်သွားတဲ့ကြောပြင်ကိုကြည့်ပြီးဒေါသတကြီးနဲ့ကျင်းဝါလိုက်တယ်စောင့်တာကြည့်နေလိုက်စမ်းပါမနှက်ဖြန်ရှင်းအောင်ပြုတ်ကိုရောက်တဲ့အခါအောင်မြင်နေဆိုတာဘာလဲဆိုတာကိုသူ့ကိုငါတေချာသိအောင်လုပ်ပြမယ်ညဘက်ဟိုတယ်ပြင်ဘက်ကိုရောက်တော့လင်းချန်နဲ့စုချင်းတို့ကားနာကိုရှောက်လာကြတယ်စုချင်းကဖိုင်တွဲတစ်ခုကိုလင်းချန်စီကမ်ပိန်းပြောလိုက်တယ်ဥက္ကဋ္ဌလင်းရှင်းအောင်ပြုတ်ကိုလွှဲပြောင်းယူတဲ့လုပ်ငန်းစဉ်တွေအားလုံးအပြီးသက်သွားပါပြီရှင်မနှက်ဖြန်မနှက်9နာရီတီတီမှာအထက်တန်းရာရှိကြီးတွေအားလုံးကရုံးချုပ်အခမ်းမှာဥက္ကဋ္ဌတရားဝင်ယာရုတက်မဲ့ပွဲကိုကြိုဆိုကြပါလိမ့်မယ်လင်းချန်ကကားပေါ်ကိုတက်လိုက်ပြီးဖိုင်ကိုကြည့်ကမေးလိုက်တယ်ကုမ္ပဏီရဲ့အယောင်ဌာနမှာဝမ်ဟောက်ဆိုတဲ့မန်နေဂျာတယောက်ရှိတယ်မလားစုချင်းကယူရိုတေတေနဲ့ပြန်ဖြေတယ်ဟုတ်ကဲ့ရှိပါတယ်ဥက္ကဋ္ဌလင်းချန်ကဆက်ပြောလိုက်တယ်နေ့အိမ်ကဘယ်နားမှာလဲကားသမားကိုလိုက်ပို့ခိုင်းလိုက်မယ်လေနောက်တနေ့မနက်ရှင်းအောင်ပြုတ်ရုံးချုပ်ရဲ့အခမ်းမကြီးထဲမှာတော့ဝန်ထမ်းတွေအားလုံးတက်ရက်တန်းစီပြီးရက်နေကြတယ်ဝမ်ဟောက်ကသူတို့ရှေ့မှာမတက်ရက်ပြီးအော်ပြောလိုက်တယ်အားလုံးတက်ကြွနေကြဆန်းဥက္ကဋ္ဌတစ်ကဒီနေ့ကုမ္ပဏီကိုပထမဆုံးချိန်လာမှာကိုဒါကငါတို့အယောင်ဌာနမျက်နှာရမယ့်အခွင့်အရေးပဲဘယ်သူမှအမှားမလုပ်စေနဲ့အမှားလုပ်တဲ့သူရှိရင်ငါလုံးဝခွင့်လို့မှာမဟုတ်ဘူးနော်ဝန်ထမ်းတွေအားလုံးကလည်းပြိုင်တူပြန်ဖြေကြတယ်ဟုတ်ကဲ့ပါမန်နေဂျာဝမ်ဟောက်ကစိတ်ထဲကနေကြိတ်ပြီးတွေးနေတယ်ဒီနေ့ဥက္ကဋ္ဌတက်ရောက်လာရင်ကုမ္ပဏီရဲ့လုပ်ငန်းကြောင်းတွေကိုလေ့လာရမှာတေချာတဲ့အယောင်ဌာနကကုမ္ပဏီရဲ့ဖောက်တီကြီးတွေကိုအဓိကကင်တွယ်ထားတာဆိုတော့ငါဝမ်ဟောက်ကိုသူဘလို့မှခြံထားခဲ့လို့မရဘူးငါသာအလုပ်တေချာလုပ်ပြလိုက်ရင်ဒုတိယဥက္ကဋ္ဌယာရူးတောင်မြင်မြန်ရနိုင်တယ်ကိုအဲ့ဒီအချိန်မှာပဲလင်းချန်ကအိတ်ကမ်းမထဲကိုတီတီငိမ့်ငိမ့်နဲ့ရှောက်ဝင်လာပါတော့တယ်ဝမ်ဟောက်ကလင်းချန်ကိုမြင်လိုက်ရတော့လောင်ပြုံးလိုက်ပြီးအော်ပြောလိုက်တယ်ငါမြင်မာတာများမဟုတ်ပါဘူးနော်လင်းချန်မင်းတကယ်ရောက်လာတာပဲမနေ့ကတော့တိတ်ဟန်ရေးပြနေတာမဟုတ်ဘူးလားအခုတော့တရက်တောင်မခံဘဲနဲ့ငါစီကိုအလုပ်လာတောင်းရပြီလားပြီးတာနဲ့ဝမ်ဟောက်ကဝန်ထမ်းတွေကိုလှည့်ကြည့်လိုက်ပြီးဆက်ပြောတယ်အားလုံးတေချာကြည့်ထားကြသူကငါရဲ့အထက်တန်းကျောင်းကသူငယ်ချင်းပဲအရင်တုန်းကတော့ကျောင်းမှာစာတော်ဆုံးသူပေါ့ကွာဒါပေမဲ့အခုတော့အခြေအနေကတိတ်မကောင်းလာဘူးမင်းညကသူငယ်ချင်းတွေစုံတဲ့ပွဲမှာတော့ဟန်ရေးပြနေသေးတာအခုရှင်းအောင်ပြုံးမှာငါကကော့စာညောင်းနေဆိုတာကိုတီးသွားတော့ငါစီကိုလာတောင်းပန်နေပြီလေပြီးတော့ဝမ်ဟောက်ကလင်းချန်ဘက်ကိုပြန်လှည့်လာပြီးမေးလိုက်တယ်ဘာလို့စကားမပြောတာလဲမနေ့ကတော့ရှင်းအောင်ပြုံးရဲ့အကြောင်းကိုမင်းကငါထပ်ပိုးသိတယ်ဆိုပြောစမ်းပါဦးမင်းကဘာတွေများသိနေလို့လဲလင်းချန်ကတီတီငိမ့်ငိမ့်နဲ့ပဲပြန်မေးလိုက်တယ်ဝမ်ဟောက်မင်းဒီနေရာမှာဆက်ပြောနေချင်သေးတာတေချာလို့လားဝမ်ဟောက်ကအရန်ကိုမောက်မာတဲ့လေတံနဲ့ပြန်ပြောတယ်ဟွန်းဒီနေရာကရှင်းအောင်ပဲလေငါရဲ့ပိုင်နဲ့ပဲမင်းအခုငါရှိမှဒူးထောက်ပြီးငါ့ကိုဝမ်ဥက္ကဋ္ဌလို့ခေါ်လိုက်အဲ့ဒီလိုခေါ်ရင်တော့မင်းအတွက်ရိုးရိုးဝန်ထမ်းနေရာလေးတစ်ခုစီစဉ်ပေးဖို့ငါစဉ်းစားပေးမယ်လင်းချန်ကမျက်နှာထားတီတီနဲ့ငါ့ကိုဒူးထောက်ခိုင်းဖို့မင်းတေချာပြီလားလို့ထပ်မေးလိုက်တယ်ဝမ်ဟောက်ကအော်ပြောလိုက်တယ်ဘာလဲမင်းကသဘောမတူဘူးပေါ့လေလုံကြုံရေးဒီမှာအလုံးမရှိပဲဝင်လာတဲ့သူတယောက်ရှိတယ်သူ့ကိုအပြင်ကိုဆွဲထုတ်ပစ်လိုက်စမ်းပြီးတော့သူကစိတ်ထဲကနေကြိတ်တွေးလိုက်တယ်မင်းညကလင်းချန်ကိုအရှုံးမပေးခိုင်းလိုက်ရဘူးဒီနေ့တော့ကုမ္ပဏီအခမ်းမထဲမှာငါရဲ့အမုန်းတွေကိုအကုန်ဖြေချောက်ရမယ်ကိုအဲ့ဒီအချိန်မှာပဲဥက္ကဋ္ဌဟောင်းနဲ့အရာရှိကြီးတွေအားလုံးကဓလေကားထဲကနေထွက်လာကြတယ်ဝမ်ဟောက်ကဥက္ကဋ္ဌဟောင်းစီကိုအမြန်ပြေးသွားပြီးမျက်နှာလိုမျက်နှာရလှုပ်လိုက်တယ်ဥက္ကဋ္ဌကြီးစိတ်ချပါပြဿနာလာရှာတဲ့သူကိုကျွန်တော်အခုပဲအပြင်ကိုရှင်းထုတ်လိုက်ပါမယ်ဥက္ကဋ္ဌတစ်ကိုကြိုဆိုမဲ့ကိစ္စကိုလုံးဝအနှောက်အယှက်မဖြစ်စေရပါဘူးခင်ဗျာဒါပေမဲ့ဥက္ကဋ္ဌဟောင်းကဝမ်ဟောက်ကိုလုံးဝဂယူးမဆိုင်ပဲသူ့ကိုကြော်သွားလိုက်တယ်ပြီးတော့လင်းချန်ရှိမှရက်ကခါးညွတ်အယိုသေးပေးလိုက်တယ်ပြီးတာနဲ့ဥက္ကဋ္ဌဟောင်းကယိုရိုသေးသေးနဲ့ပြောလိုက်တယ်ဥက္ကဋ္ဌလင်းဘာလို့ကိုယ်တိုင်ဝင်လာရတာလဲခင်ဗျာကျွန်တော်တို့ကိုအောက်ဆင်းပြီးကြိုခိုင်းဖို့မပြောဘူးဒါကျွန်တော်တို့ရဲ့တာဝန်ဝတ္တရားပြက်ကွက်မှုပါပဲအရာရှိကြီးတွေအားလုံးကလည်းပြိုင်တူခါးညွတ်ပြီးဥက္ကဋ္ဌလင်းကိုကြိုဆိုပါတယ်ခင်ဗျာလို့နှုတ်ဆက်လိုက်ကြတယ်အဲ့ဒီမြင်ကွင်းကိုကြည့်ပြီးလုံခြုံရေးဝန်ထမ်းမှာအရန်ကိုအံ့ဩသွားတယ်ဝမ်ဟောက်ကတော့မျက်လုံးပြူးမျက်စံပြူးနဲ့ကြောက်လန့်တကြားအော်ပြောလိုက်တယ်ဥက္ကဋ္ဌလင်းချန်မဟုတ်ဘူးမဖြစ်နိုင်ဘူးဥက္ကဋ္ဌကြီးလူမားနေတာများမဟုတ်ဘူးလားသူကပိုက်ဆံမရှိပဲမွဲတွေနေတဲ့သူပါဗျာဥက္ကဋ္ဌဟောင်းကဒေါသတကြီးနဲ့အော်ဟောက်လိုက်တယ်ပါဆက်ပိတ်ထားစမ်းသူကရှင်းအောင်ပြုတ်တစ်ခုလုံးကိုအပြည့်ဝဝယ်ယူလိုက်တဲ့ဥက္ကဋ္ဌကြီးလင်းချန်ပဲမင်းဘာတွေပြောနေလဲဆိုတာမင်းကိုမင်းသိရဲ့လားအဲ့ဒီအချိန်မှာပဲလီနာကအိတ်ကမ်းမထဲကိုပြုံးရှင်စွာနဲ့ရှောက်ဝင်လာတဲ့လင်းချန်ကိုတွေ့သွားတဲ့အခါမှာတော့အရန်ကိုအံ့ဩတုံလှုပ်သွားပြီးသူမကင်ထားတဲ့လက်ကင်အိတ်လေးတောင်ကျမ်းပြင်ပေါ်ကိုလွတ်ကျသွားပါတော့တယ်ဝမ်ဟောက်ကချက်ချင်းပဲလင်းချန်စီကိုအပြေးလွှားသွားပြီးပြပြတလဲတောင်းပန်လိုက်တယ်ဥက္ကဋ္ဌလင်းမနေ့ကဟာကအထင်လွဲတာပါဗျာအားလုံးကအထင်လွဲသွားတာပါဥက္ကဋ္ဌဟောင်းကလင်းချန်ကိုကြည့်ပြီးအားနာတဲ့လေတံနဲ့ပြောတယ်ဥက္ကဋ္ဌလင်း
ကုမ္ပဏီမှာအခုလိုလူမျိုးရှိနေတာကကျွန်တော်တို့စီမံခန့်ခွဲမှုညံ့ပြင်းလို့ပါလူစွမ်းအားရင်းမြစ်ဌာနကိုအခုပဲအကြောင်းကြားပြီးသူ့ကိုအလုပ်ထုတ်ပစ်လိုက်ပါမယ်ခင်ဗျာဝမ်ဟောက်ကကြောက်လန့်တကြားနဲ့ထပ်တောင်းပန်တယ်ဥက္ကဋ္ဌလင်းကျွန်တော်ကိုအခွင့်အရေးတစ်ချိန်လောက်တော့ပေးပါဗျာလင်းချန်ကတီတီငိမ့်ငိမ့်နဲ့ပဲအလုပ်ထုတ်เสียရမလိုပါဘူးလို့ပြောလိုက်တယ်ဝမ်ဟောက်ကမျောလင်းချက်လေးနဲ့မောကြည့်လိုက်တယ်လင်းချန်ကဆက်ပြောတယ်မနေ့ကကိစ္စကိုငါစကားတစ်လုံးမှထပ်မပြောချင်တော့ဘူးသူ့ကိုဆက်ထားမလားဆိုတာနဲ့ပတ်သက်ပြီးတော့ငါကကိုရေးကိုတာရန်ညိုးနဲ့အလုံးမလုပ်ဘူးသူ့ရဲ့ဒီမန်နေဂျာယာရူးမှာသူဘလောက်တန်တက်ရှင်းရှင်းလုပ်ခဲ့လဲဆိုတာကိုပဲငါကြည့်မယ်ပြီးတော့လင်းချန်ကဝန်ထမ်းတွေကိုလှည့်ကြည့်ပြီးအမိန့်ပေးလိုက်တယ်ဒီနေ့ကစပြီးဝမ်ဟောက်ကိုအလုပ်ကနေယာယီရဆိုင်လိုက်တယ်စည်ရင်းစစ်တဲ့အလုပ်မှာသူ့ကိုပူးပေါင်းပါဝင်ခိုင်းလိုက်အထူးသဖြင့်ဝမ်ဟောက်ကင်တွေခဲ့တဲ့ project တွေကိုတခုမှမကြံစည်နဲ့တေချာစစ်ဝမ်ဟောက်ကပြပြတလဲနဲ့ကန့်ကွက်တယ်ဥက္ကဋ္ဌလင်းစည်ရင်းစစ်လို့မရပါဘူးဗျာမဟုတ်ဘူးကျွန်တော်ဆိုလိုတာကဒီလောက်ထိကြီးကျယ်အောင်လုပ်เสียရမလိုပါဘူးလို့ဥက္ကဋ္ဌဟောင်းကချက်ချင်းပဲအမိန့်ပေးလိုက်တယ်စည်ရင်းစစ်ဌာနနဲ့လူစွမ်းအားရင်းမြစ်ဌာနအခုပဲအခမ်းမကိုဆင်းလာခဲ့ကြလင်းချန်ကထပ်ပြီးညွှန်ကြားလိုက်တယ်အယောင်ဌာနကလွန်ခဲ့တဲ့3နှစ်အတွင်းချုပ်ဆိုခဲ့တဲ့ဖောက်တီကြီးတွေရဲ့စာချုပ်တွေရဲ့ကော်မရှင်ပြန်ပေးငွေတွေရဲ့အခန့်စရိတ်တွေကိုပါတခါတည်းတေချာစစ်ဆေးလိုက်ဝမ်ဟောက်ကချွေးတွေပြန်လာပြီးငိုယိုတောင်းပန်มาတော့တယ်ဥက္ကဋ္ဌလင်းကျွန်တော်မားသွားပါတယ်ကျွန်တော်တကယ်မားသွားပါတယ်ဗျာလင်းချန်ကဝမ်ဟောက်ကိုလုံးဝဂယုမဆိုင်ပဲမေးလိုက်တယ်ကုမ္ပဏီရဲ့တကားဝင်ထွက်ခွင့်ကိုဘယ်သူတာဝန်ယူတာလဲဥက္ကဋ္ဌဟောင်းကပြန်ဖြေတယ်စီမံခန့်ခွဲရေးဌာနနဲ့သတင်းချက်လက်ဌာနပါဥက္ကဋ္ဌလင်းချန်ကအမိန့်ပေးလိုက်ပြန်တယ်စည်ရင်းစစ်တာမပြီးမချင်းဝမ်ဟောက်ရဲ့တကားဝင်ထွက်ခွင့်နဲ့စနစ်အသုံးပြုခွင့်အားလုံးကိုအခုချက်ချင်းပိတ်ထားလိုက်ပြောပြီးတာနဲ့လင်းချန်ကတကားပေါက်စီကိုရှောက်သွားတဲ့လုံခြုံရေးဆက်ကသူ့အတွက်အလိုလျောက်ပွင့်သွားတယ်ဓာတ်လေကားတဲ့မဝင်ခင်မှာလင်းချန်ကဝမ်ဟောက်ကိုလှည့်ကြည့်ပြီးပြောလိုက်တယ်ဝမ်ဟောက်စောကမင်းပြောတော့ဒီနေရာကမင်းရဲ့ပိုင်နဲ့ဆိုငါကရှောက်ပြောတာပါကွာအဲ့ဒါဆိုရင်မှတ်ထားလိုက်ရှင်းအောင်ကဘသူ့ရဲ့ပိုင်နဲ့မှမဟုတ်ဘူးတေချာအလုပ်လုပ်တဲ့သူတိုင်းအတွက်နေရာတစ်ခုပဲဓာတ်လေကားတဲ့ရောက်တော့ဥက္ကဋ္ဌဟောင်းကလင်းချန်ကိုတိကျင်စိတ်နဲ့မေးလိုက်တယ်ဥက္ကဋ္ဌလင်းဝမ်ဟောက်လိုလူမျိုးကိုတိုက်ရိုက်အလုပ်ထုတ်ပစ်လိုက်တာကပုံမရှင်းဘူးလားခင်ဗျာပါလို့သူ့ကိုယာဒူးကြံထားပြီးစစ်ဆေးနေသေးတာလဲလင်းချန်ကရှင်းပြတယ်လူတယောက်လုပ်ခဲ့ဘူးတဲ့ကိစ္စတိုင်းကခြေရလက်ရကြံခဲ့တာကြီးပဲလေတိုက်ရိုက်အလုပ်ထုတ်ပစ်လိုက်ရင်သူကသူ့ကိုရေးကိုတာရန်ညိုးနဲ့လက်စားချေတယ်လို့ပဲထင်သွားလိုက်မယ်တက်တေထောက်ထားတွေကိုအတန်ထွက်ခိုင်းလိုက်မှသူပုံးစရာနေရာမရှိဖြစ်သွားမှာခါကြတော့လင်းချန်ကသူ့ရုံးခန်းထဲမှာစာရွက်စာတမ်းတွေကိုဖတ်နေရင်အမိန့်ပေးလိုက်တယ်ဝမ်ဟောက်ရဲ့ပြဿနာတွေကနင်းနေနော်မဟုတ်ဘူးအခန့်စရိတ်တွေကိုပိုတင်ထားတဲ့လိုင်းကြီးတွေကိုတိတ်လေးယူထားတဲ့ကုမ္ပဏီရဲ့အရင်းမြစ်တွေကိုတုံးပြီးသူ့မိသားစုကုမ္ပဏီဘက်ကိုဖောက်တီတွေဆွဲခေါ်သွားတဲ့အားလုံးကအထောက်ထားတွေရှိနေရဲ့ပမာဏကိုတော့တေချာအောင်ထပ်စစ်ဖို့လိုသေးတယ်ဆက်စစ်ကြပါအဲ့ဒီအချိန်မှာဝမ်ဟောက်ကတော့သူ့အိမ်မှာအရက်တွေတောက်ဆေးလိပ်တွေတောက်ရင်မိုက်နေရဲ့လီနာကအခန်းထဲဝင်လာပြီးမေးလိုက်တယ်နင်းကဒီတိုင်းပဲအရှုံးပေးလိုက်တော့မလို့လားဝမ်ဟောက်ကဒေါသကြီးနဲ့ပြန်ပြောတယ်အရှုံးမပေးလို့ရောဗာတက်နိုင်မှာလဲသူကအခုဥက္ကဋ္ဌဖြစ်နေပြီလေငါကကုမ္ပဏီတကားတောင်ဝင်ခွင့်မရှိတော့ဘူးဟာကိုလီနာကဝမ်ဟောက်ဘေးမှာဝင်ထိုင်လိုက်ပြီးအကြံပေးတယ်နင်းစဉ်းစားကြည့်ဘူးလားလင်းချန်ကဘာနဲ့ဒီနေရာမှာခိုင်မာထိုင်နိုင်မှာလဲသူပိုက်ဆံရှိလို့ရှင်းအောင်ကိုဝယ်နိုင်တာမှန်ပေမဲ့သူစီးပွားရေးလုပ်ငန်းလဲပတ်တာကိုနားလဲလို့လားနေပညာကိုရောနားလဲလို့လားရှင်းအောင်ကဝန်ထမ်းဟောင်းတွေကတော့သူ့ကိုတကယ်ညံ့ခံပါမလားပြင်ပကလူတယောက်ကအတွင်းလူတွေရဲ့ခေါင်းပေါ်လာခုစီးနေတာကိုအပေါ်ယံမှာတော့ဘယ်သူမှမပြောရဲပေမဲ့စိတ်ထဲမှာတော့မကျေနပ်မှုတွေရှိနေမှာပဲလေနင်းရှင်းအောင်မှာဒီလောက်နှစ်တွေအများကြီးလောက်လာတာပဲအဆက်အသွယ်တွေရှိနေသေးတာပဲဟာနင်းသူ့ကိုထိတ်တိုက်ရင်ဆိုင်စရာမလိုပါဘူးကုမ္ပဏီကလူတွေအားလုံးကသူ့ကိုအရေးချင်းမရှိပဲကုမ္ပဏီကိုဖျက်ဆီးမဲ့သူလို့ထင်သွားအောင်လုပ်လိုက်ုံနဲ့သူ့ရဲ့နေ့ရက်တွေတာယာတော့မှာမဟုတ်ဘူးဝမ်ဟောက်ကဆေးလိပ်ကိုပြကွက်ထဲထိုးချေလိုက်ပြီးပြုံးစီစီနဲ့ပြောတယ်ကောင်းပြီလေလင်းချန်ကငါ့ကိုအရေးမဆိုင်ဘူးမဟုတ်လားအဲ့ဒါဆိုမင်းအပေါ်မှာဘလောက်ကြာနေနိုင်မလဲဆိုတာကိုငါစောင့်ကြည့်ရသေးတာပေါ့နောက်ပိုင်းမှာတော့စုချင်းကလင်းချန်ရဲ့ရုံးခန်းထဲကိုဝင်လာတဲ့စုချင်းကမေးလိုက်တယ်ဥက္ကဋ္ဌလင်းကျမကိုခေါ်တာဘာကိစ္စရှိလို့လဲလင်းချန်ကပြန်မေးတယ်နင်အခုဘယ်ကုမ္ပဏီမှာလုပ်နေတာလဲစုချင်းကဖြေရဲ့ကုမ္ပဏီသေးသေးလေးတစ်ခုမှာစီမံခန့်ခွဲရေးအလုပ်လုပ်နေပါတယ်လင်းချန်ကထပ်မေးတယ်လစာရောအဆင်ပြေလားစုချင်းကပြန်ဖြေရဲ့စားဝတ်နေရေးအတွက်တော့လောက်ပါတယ်လင်းချန်ကအတိတ်ကိုပြန်တတိယဟန်နဲ့ပြောပြတယ်အထက်တန်းကျောင်းဘဝကစတိုးဆိုင်လေးကိုနင်းမမိသေးလားအဲ့ဒီတုန်းကနေတိုင်းငါစားပွဲပေါ်ကိုပေါင်မိုးနဲ့နွားနို့လာထားပေးပြီးဘာမှမပြောဘဲထွက်သွားတတ်တဲ့သူတယောက်ရှိတယ်ငါသူ့ကိုလူချင်းတွေ့ပြီးတခါမှကျေးဇူးမတင်ခဲ့ရဘူးစုချင်းကလက်ချောင်းလေးတွေကိုပုတ်တက်ရင်မျက်လွှာချကရှက်ကိုရှက်ကန်းနဲ့ပြောတယ်အဲ့ဒါကဘာမှမဟုတ်ပါဘူးလင်းချန်ကလေးလေးနက်နက်ဆက်ပြောတယ်နင့်အတွက်ကတော့ဘာမှမဟုတ်ပေမဲ့အဲ့ဒီတုန်းကငါအတွက်တော့အများကြီးအတိတ်ပဲရှိခဲ့တယ်အဲ့ဒီနေ့ကသူငယ်ချင်းတွေစုံတဲ့ပွဲမှာအားလုံးကဝိုင်းလောင်နေကြတဲ့အချိန်မှာနင်းတယောက်တည်းပဲထည့်ပေးခဲ့တယ်ဒါကြောင့်နင့်ကိုရှင်းအောင်ကိုလာလို့ဖို့ငါဖိတ်ခေါ်ခြင်းတယ်ပြောပြီးတာနဲ့ခန့်လွှာတစ်ခုကိုကမ်းပေးလိုက်တဲ့စုချင်းကခန့်လွှာကိုကြည့်ပြီးလန့်သွားကညင်းလိုက်တယ်ကျမမလုပ်နိုင်ဘူးလင်းချန်ကျမမှာစီမံခန့်ခွဲမှုအတွေ့အကြုံလည်းမရှိဘူးကုမ္ပဏီကြီးတွေရဲ့လှုပ်ထုံးလုပ်နည်းတွေကိုလည်းနားမလည်ဘူးနဲ့အတွက်ပြဿနာတွေပဲဖြစ်လာလိမ့်မယ်လင်းချန်ကတေချာရှင်းပြတယ်အရေးချင်းဆိုတာတင်ယူလို့ရတယ်ဒီဌာနကအပေါ်ယံဟန်ပြလုပ်ဖို့ဖွင့်ထားတာမဟုတ်ဘူးရှင်းအောင်မှာအလက်စားနဲ့အသေးစားမိဖက်ကုမ္ပဏီတွေအများကြီးရှိတယ်သူတို့တွေကငွေကြေးကျက်တဲပြီးအဆက်အသွယ်လဲနေကြတယ်ကုမ္ပဏီကြီးတွေကဈေးနေလိုက်တာနဲ့သူတို့တွေရက်တီဖို့ခက်ခဲသွားနိုင်တယ်ငါကသူတို့ကိုတကယ်ရက်တီနိုင်အောင်ကူညီပေးနိုင်မဲ့ဌာနတစ်ခုကိုတီတောင်ကျင်တာဒီယာတို့အတွက်ငါလိုချင်တာကတွက်ကတက်တဲ့လူမျိုးမဟုတ်ဘူးစွမ်းဆောင်ရည်ထက်လက်ပြတတ်မှုကိုပိုတန်ဖိုးထားတတ်တဲ့သူမျိုးကိုငါလိုချင်တာစုချင်းကမျက်ရည်တွေစီးကျလာပြီးပြောတယ်နင်းရဲ့ယုံကြည်မှုကိုကျမဖျက်ဆီးမိမှာကြောက်တယ်လင်းချန်ကအားပေးစကားပြောလိုက်တယ်နင်အဲ့ဒီလိုလုံးမှာမဟုတ်ပါဘူးအဲ့ဒီတုန်းကကိုနေ့လေစာစရိတ်ကိုတောင်ချွေတာပြီးသူငယ်ချင်းကိုဘိုက်ဝအောင်ကြွေးခဲ့တဲ့သူကအဲ့ဒီလိုဘယ်တော့မှမလုပ်ပါဘူးစုချင်းကခန့်လွှာကိုကိုင်းရင်ဝမ်းသာလုံးဆိုပြီးစက်ငုံနေပါတော့တယ်အဲ့ဒီနောက်ညဘက်မှာတော့လီနာကဖုန်းကိုကြည့်ပြီးသဘောကျစွာပြုံးနေတယ်သူမရဲ့ဖုန်းထဲကသူငယ်ချင်းတွေရဲ့ view chat မှာစာတွေဝင်လာတယ်သူငယ်ချင်းတစ်ယောက်ကရေးထားတယ်စုချင်းရှင်းအောင်ကိုတွားလုံးနေပြီးတဲ့ဟာနောက်တစ်ယောက်ကပြန်ပို့တယ်
မဖြစ်နိုင်တာဟာသူကအရင်ကစီမံခန့်ခွဲရေးအလုပ်လောက်ပဲလုပ်ဖူးတာမဟုတ်ဘူးလားနောက်တစ်ယောက်ကထက်ရေးတယ်လင်းချန်ကတော့သူ့ကိုတကယ်ပဲနောက်ပေါက်ကနေဆွဲသွင်းလိုက်တာတေချာတယ်ကိုအဲ့ဒီအချိန်မှာပဲစုချင်းကလည်းသူမရဲ့ဖုန်းထဲကနေအဲ့ဒီဂယူးချက်ကိုကြည့်နေတယ်သူမကစိတ်ထဲကနေကြိတ်တွေးလိုက်တယ်အခုအားလုံးကငါ့ကိုနောက်ပေါက်ကနေဝင်လာတယ်လို့ထင်နေကြပြီဟုတ်တယ်လို့ငါဝန်ခံလို့ရပါတယ်ဒါပေမဲ့ဒီကောလာဟလတွေကြောင့်ဥက္ကဋ္ဌလင်းကိုတော့ထိခိုက်ခံလို့မဖြစ်ဘူးငါရဲ့အရေးချင်းကိုအားလုံးသိအောင်တက်တည်ပြရမယ်ဒီချိန်မြင့်မရှိတဲ့ကောလာဟလတွေကိုငါချေချက်ပြရမယ်ပြီးတာနဲ့စုချင်းကဂယူးချက်ထဲမှာစာတစ်ကြောင်းပြက်ပြက်သားသားပြန်ပို့လိုက်တယ်ဒီကောလာဟလတွေနဲ့ပတ်သက်ပြီးဘသူတွေဘာပဲပြောငါလုံးဝဂယူးမဆိုင်ဘူးအဲ့ဒီအချိန်မှာပဲလင်းချန်စီကနေစုချင်းစီကို message တစ်ဆောင်ဝင်လာတယ်တွေ့လားလို့ပို့ထားတာပါစုချင်းကလည်းအင်းလို့ပြန်ပို့လိုက်တယ်လင်းချန်ကဝမ်းနေနေလားလို့ထပ်မေးတယ်စုချင်းကစာပြန်ပို့လိုက်တယ်နင်းနေတော့ဝမ်းနေတဲ့အပြောခံရမှာကြောက်လို့တော့မဟုတ်ဘူးနဲ့အတွက်ပြဿနာဖြစ်လာမှာကြောက်လို့ပါတခြားသူတွေကနင်းကိုခင်မင်မှုနဲ့အလောက်ခန့်တယ်လို့ပြောကြလိုက်မယ်လေလင်းချန်ကပြန်ပို့လိုက်တယ်အဲ့ဒါဆိုရင်လည်းမင်းရဲ့ရလက်တွေနဲ့သူတို့ကိုပါစပိတ်သွားအောင်လုပ်ပြလိုက်လေစုချင်းကအဲ့ဒီ message ကိုဖတ်ပြီးမျက်ရည်ဝဲလာပါတော့တယ်ဝမ်ဟောက်ရဲ့အိမ်မှာတော့ဝမ်ဟောက်ကဖုန်းကိုကြည့်ပြီးကျင်းနေရဲ့လီနာကဝမ်ဟောက်နားကိုကပ်လာပြီးမေးလိုက်တယ်ဘလို့လဲမီးစတော့လောင်းနေပြီလားဝမ်ဟောက်ကပြုံးစီစီနဲ့ပြန်ပြောတယ်သူငယ်ချင်းဂယူထဲမှာလောင်းနေတော့ဘလုံလောက်ဦးမလဲရှင်းအောင်ရဲ့အတွင်းလူတွေကိုပါတိအောင်လုပ်ရမယ်လေလင်းချန်ကကုမ္ပဏီကိုတုံးပြီးကျောင်းနေဖက်သူငယ်ချင်းကိုမျက်နှာလိုမျက်နှာရလုပ်ပေးနေတယ်ဆိုတာအားလုံးသိစေရမယ်လီနာကမေးလိုက်တယ်နေ့မှာကုမ္ပဏီထဲမှာလူရှိသေးလို့လားဝမ်ဟောက်ကယုံကြည်မှုရှိနဲ့ပြန်ဖြေတယ်ရှိတာပေါ့ကွာအယောင်ဌာနမှာလူမနေဘူးလေအရင်ကငါနဲ့အတူတူထမင်းစားဘူးတယ်ငါစီကနေအကျိုးမြတ်တွေရဘူးကြတဲ့သူတွေအများကြီးပဲအဲ့ဒီနောက်မှာတော့ရှင်းအောင်ကုမ္ပဏီတွေကဝန်ထမ်းတွေရဲ့ဂယူးချက်တွေထဲမှာကောလာဟလစာတွေအမြန်ပြတ်နှက်လာပါတော့တယ်ဝန်ထမ်းတယောက်ကရေးလိုက်တယ်ကုမ္ပဏီအဝယ်ခံရပြီးနောက်ပိုင်းအားလုံးကဥက္ကဋ္ဌတစ်စီကနေအပြောင်းလဲတစ်တွေကိုမျှော်လင့်နေကြတာပထမဆုံးဖွဲ့လိုက်တဲ့ဌာနအသစ်ရဲ့တာဝန်ခံကဥက္ကဋ္ဌရဲ့အထက်တန်းကျောင်းကသူငယ်ချင်းဖြစ်နေလိမ့်မယ်လို့ဘသူကထင်ပါလဲကွာနောက်ဝန်ထမ်းတယောက်ကလည်းဝင်ရေးတယ်အလက်စားနဲ့အသေးစားစီးပွားရေးလုပ်ငန်းများကုညီထောက်ပံ့ရေးဌာနဆိုတဲ့နာမည်ကတော့နားထောင်လို့ကောင်းပါတယ်ဒါပေမဲ့တကယ်တမ်းကမဟာဗျူဟာဌာနလားဒါမှမဟုတ်လူရင်းတွေကိုနေရာပေးတဲ့ဌာနလားဆိုတာတော့စဉ်းစားစရာပဲနော်နောက်တစ်ယောက်ကလည်းထပ်ပြီးမြောက်ပေးတယ်ဝန်ထမ်းဟောင်းတွေ10နှစ်ကျော်စူးစမ်းခဲ့တာတောင်အရာမရောက်ဘူးလေသူများတွေကသူငယ်ချင်းဖြစ်နေတော့တစ်ချက်လေးနဲ့အခွင့်အရေးရသွားတာပါပဲဝန်ထမ်းတွေအားလုံးကစုချင်းเจ้าကိုအတင်းဖြင်းတီးလို့ပြောဆိုနေကြတယ်စုချင်းကကုမ္ပဏီထဲကိုဝင်လာတော့ဝန်ထမ်းတွေကသူမကိုကြည့်ပြီးကြွယ်ရမှာတီးလို့ပြောနေကြတယ်ဒါပေမဲ့သူမကအဲ့ဓာတွေကိုလုံးဝဂယူးမဆိုင်ပဲအစည်းအဝေးခန်းထဲကိုခေါင်းမော်ပြီးရှောက်ဝင်သွားပါတော့တယ်အစည်းအဝေးခန်းထဲမှာတော့အထက်တန်းရာရှိကြီးတွေအားလုံးကစုချင်းကိုစောင့်နေကြတယ်စုချင်းကဝင်လာပြီးအားလုံးကိုယုံကြည်မှုရှိနဲ့ပြောလိုက်တယ်အားလုံးကကျမကိုတန်တရားရှိနေကြတယ်ဆိုတာကျမသိပါတယ်ကျမရဲ့အလုပ်အတွေ့အကြုံကမပြည့်စုံဘူးကုမ္ပဏီကြီးတွေမှာစီမံခန့်ခွဲမှုရဲ့အတွေ့အကြုံလည်းမရှိဘူးလေဒီယာရူးမှာကျမထိုင်နေတာကိုမတရားဘူးလို့ထင်နေကြတာကိုလည်းကျမနားလည်ပါတယ်ဒါကြောင့်တန်ရောစင်တွေအကြောင်းမပြောတော့ပါဘူးတာဝန်ကြောင်းကိုပဲပြောကြတာပေါ့စုချင်းကဆက်ရှင်းပြတယ်ကျမတို့ကုညီထောက်ပံ့ရေးဌာနရဲ့ပထမဆုံး project ကဟန်အန်းဆက်ယုံရဲ့စံညွှန်းတွေပဲခုနှစ်ရက်အတွင်းမှာကျမတို့ကရှင်းရောင်ရဲ့ထောက်ပံ့ရေးကွင်းဆက်ပြတ်တောက်နိုင်ခြေကိုရှော့ချပေးနိုင်မယ်ပြီးတော့ဟန်အန်းဆက်ယုံရဲ့ငွေကြေးစည်းစိမ်မှုကိုကောင်းမွန်စေမယ်နောက်ဆုံးအရေးသွေးကိုပါခြေရာခံစစ်ဆေးနိုင်မယ်အစီအစဉ်တစ်ခုကိုအမိအယရေးဆွဲရပါမယ်ပြီးတာနဲ့စုချင်းကပြက်ပြက်သားသားနဲ့ဂတိပေးလိုက်တယ်အကယ်၍ကျမဒါကိုမလုပ်နိုင်ခဲ့ရင်ဥက္ကဋ္ဌလင်းစီမှာတခြားသူကိုပြောင်းခန့်ဖို့ကျမကိုယ်တိုင်တောင်းဆိုသွားပါမယ်အဲ့ဒီအခါအရာရှိကြီးတယောက်ကလှမ်းမေးလိုက်တယ်တာဝန်ခံစုဒီစကားကတကယ်ပဲလားစုချင်းကပြက်သားစွာနဲ့ပြန်ဖြေတယ်တကယ်ပါဒါပေမဲ့အစီအစဉ်ကတကယ်ပဲအလုပ်ဖြစ်သွားခဲ့ရင်တော့နောက်ကျောင်းနေဖက်သူငယ်ချင်းဆိုတဲ့ကိစ္စကိုထပ်မပြောကြဖို့ကျမမျှော်လင့်ပါတယ်စုချင်းကထပ်ပြောလိုက်တယ်ဌာနတဲကလူတိုင်းကရလန်းနဲ့ပဲစကားပြောကြရပါမယ်လို့ပြောပြီးစာရွက်စာတမ်းတွေကိုအရာရှိတွေစီဝေပေးလိုက်တဲ့ဥက္ကဋ္ဌဟောင်းကစာရွက်ကိုယူပြီးခေါင်းညိတ်ကပြောလိုက်တယ်ကောင်းပြီလေဒါဆိုရင်ကျွန်တော်တို့ရလက်ကိုပဲကြည့်ကြတာပေါ့အဲ့ဒီနောက်လင်းချန်ရဲ့ရုံးခန်းထဲမှာတော့လင်းချန်ကစာရွက်စာတမ်းတွေကိုအာယုံစိုက်ကြည့်နေတဲ့လက်ထောက်ကဝင်လာပြီးမေးလိုက်တယ်ဥက္ကဋ္ဌလင်းကောလာဟလ post တွေကိုဖျက်လိုက်ရမလားခင်ဗျာ post တင်တဲ့သူတွေကိုရောထပ်ဆောင်စမ်းရမလားလင်းချန်ကတီတီငိမ့်ငိမ့်နဲ့ပဲပြန်ဖြေတယ်ဖျက်လိုက်ရင်သူတို့ကငါတို့မျက်နှာပူလို့ဖျက်တယ်လို့ထင်သွားလိမ့်မယ်သူတို့ဖျက်ကျင်တယ်လို့ဖျက်ပါစေလက်ထောက်ကနားမလဲစွာနဲ့ပြန်မေးတယ်ဖျက်ပါစေဟုတ်လားဥက္ကဋ္ဌလင်းလင်းချန်ကရှင်းပြလိုက်တယ်ဒါပေမဲ့စုချင်းရဲ့ project တိုးတက်မှုအခြေအနေကိုတော့အားလုံးသိအောင်အမြဲထုတ်ပြန်ပေးလိုက်ပါနောက်ပိုင်းကုညီထောက်ပံ့ရေးဌာနရဲ့ project တိုင်းရဲ့ရည်မှန်းချက်ကုန်ကျစရိတ်အကျိုးမြတ်နဲ့အနေရရှိနိုင်ခြေအားလုံးကိုပွင့်ပွင့်လင်းလင်းချပြရမယ်သူကငါရဲ့စကားတခွန်းနဲ့ဒီယာရူးမှာခိုင်ခိုင်မာမာရက်တည်နိုင်မှာမဟုတ်ဘူးလေသူကရလတ်တွေနဲ့ကိုယ်တိုင်တက်တည်ပြရလိမ့်မယ်လက်ထောက်ကစိုးရိမ်တကြီးနဲ့ပြောလိုက်တယ်အဲ့ဒါဆိုရင်တာဝန်ခံစုအတွက်ဖိအားတွေအများများသွားလိမ့်မယ်နော်လင်းချန်ကခေါင်းညိတ်ပြီးပြန်ဖြေရဲငါသိတယ်ဒါပေမဲ့သူတကယ်ပဲဒီနေရာမှာခိုင်ခိုင်မာမာရက်တည်ခြင်းနဲ့ဆိုရင်ဒီအဆင့်ကိုသူကိုယ်တိုင်ဖြတ်ကျော်မှရမယ်အဲ့ဒီနောက်မှာတော့စုချင်းကဟန်အန်အပေါ်ပစ္စည်းစက်ရုံကိုတိုက်ရိုက်ရောက်သွားတယ်စက်ရုံတာဝန်ခံကစုချင်းကိုကြိုဆိုပြီးအတနာခံတဲ့လေတန်းနဲ့ပြောပြတယ်တာဝန်ခံစုအကယ်၍ရှင်းအောင်ကတခြားပေးသွင်းသူကိုပြောင်းမယ်ဆိုရင်လည်းကျွန်တော်နားလည်ပါတယ်ဒါပေမဲ့ကျွန်တော်တို့ကိုနောက်ထပ်လောက်အချိန်ပေးလို့ရမလားခင်ဗျာအလုပ်သမားတွေဒီလစာမရသေးဘူးကုန်ကျန်းရောက်တဲ့သူတွေကလည်းပိုက်ဆံလာတောင်းနေကြလို့ပါစုချင်းကစာရွက်စာတမ်းတွေကိုကြည့်ပြီးနားလည်မှုရှိနဲ့ရှင်းပြတယ်ဟန်အန်ကအလုပ်ကိုကောင်းကောင်းမလုပ်ချင်လို့မဟုတ်ဘူးဆိုတာကျွန်မသိပါတယ်အဓိကအချက်၃ချက်ကြောင့်အခက်အခဲဖြစ်နေတာပါကုန်ကျန်းစင်းနှုန်းတက်လာတာရှင်းအောင်စီကငွေပြန်ရတဲ့အချိန်ကြာလာပြီးတော့စက်ဟောင်းတွေကနေအလေလွင့်များတာတွေကြောင့်ပါဒီ၃ချက်ပေါင်းသွားတော့ငွေကြေးလေပတ်မှုကကျိုးနဲ့အခြေခံထားရတယ်လို့ဖြစ်သွားတယ်ရုံးလေချက်လေရဲ့ပေါ့စက်ယုံတာဝန်ခံကတပြင်းချရင်ရှင်းပြတယ်တာဝန်ခံစုကျွန်တော်တို့မှလည်းအဲ့ဓာတွေကိုဖြည့်ရှင်းဖို့မတက်နိုင်ပါဘူးငွေကြိုရှင်းပေးရတာကဗဏ္ဍာရေးဖိအားကိုတိုးစေတဲ့စက်ပစ္စည်းအစ်စ်လဲတာကလည်းပိုက်ဆံလိုတယ်လေစုချင်းကပြက်ပြက်သားသားပြန်ပြောလိုက်တယ်ဒါကြောင့်ကျမတို့ဘက်ကအလားကားတော့မကူညီနိုင်ဘူးလို့ပြောပြီးအစည်းအဝေးခန်းထဲကိုဝင်သွားပါတော့တယ်
အစည်းအဝေးခန်းထဲမှာတော့စုချင်းကဝိုက်ဖုတ်ပေါ်မှာအစီအစဉ်တွေကိုတေချာရေးပြပြီးရှင်းပြတယ်ပထမချက်ရှင်းအောင်ကဟန်အန်စီငွေပြန်ရှင်းပေးတဲ့အချိန်ကိုရက်60ကနေရက်30အထိရှော့ချပေးမယ်ဒါပေမဲ့အရေးသွေးစစ်ဆေးမှုအောင်မြင်တဲ့ပစ္စည်းတွေအတွက်ပဲဖြစ်ရမယ်ဒုတိယအချက်ဟန်အန်ကကုန်ကျစရိတ်စရင်းတွေကိုပွင့်ပွင့်လင်းလင်းချပြရမယ်တတိယအချက်စက်ပစ္စည်းတစ်လဲဖို့အတွက်ငွေကိုတိုက်ရိုက်မပေးဘူးရှင်းအောင်ကဥဆောင်ပြီးထောက်ပံ့ရေးကွင်းဆက်ငွေကြေးစနစ်ကိုလုပ်ပေးမယ်ချင်းငွေကိုသတ်မှတ်ထားတဲ့နေရာမှာပဲတုံးရမယ်ရှင်းအောင်ကအာမခံပစ္စည်းတွေကိုကြီးကြပ်ခွင့်ရယူထားမယ်စက်ရုံတာဝန်ခံကစုချင်းကိုမေးလိုက်တယ်တာဝန်ခံစုဒီလိုဆိုရင်တော့ကျွန်တော်တို့တောက်ခံထားနိုင်ပါတယ်ဒါပေမဲ့ရှင်းအောင်ကဘာလို့ကျွန်တော်တို့ကိုကူညီရတာလဲစုချင်းကပြန်ဖြေလိုက်တယ်ဘာလို့လဲဆိုတော့ရှင်တို့လဲကြသွားရင်ရှင်းအောင်လဲပေးဆက်ရမှာမို့လို့ပဲပြီးတော့စုချင်းကဆက်ပြောပြတယ်ဒါပေမဲ့ပိုရေးကြီးတာကပူပေါင်းဆောင်ရွက်မှုဆိုတာတစ်ဖက်သက်ဖိနှိပ်ထားဖို့မဟုတ်ဘူးလေအတူတူရေရှည်ရက်တည်နိုင်မှသာစီးပွားရေးကောင်းတစ်ခုဖြစ်လာမှာနောက်ထပ်3ရက်လုံးစုချင်းကဟန်အဆက်ယုံမှာပဲအချိန်ကုန်ခဲ့တယ်နေကင်းဘက်အလုပ်ယုံတွေစီသွားပြီးညဘက်ကျရင်အစီအစဉ်တွေကိုပြင်ဆင်နေမနဲ့မိုးလင်းပေါက်တဲ့အထိဗန္နာရေးနဲ့အရေးသွေးစစ်စေးရဲ့အသေးစိတ်တွေကိုထက်ခါတလဲလဲအတီးပြုတ်နေခဲ့တယ်ဒုတိယနေ့မှာဟန်အဆက်ယုံကပြုပြင်မမှန်ရေးသဘောတူစာချုပ်ကိုလက်မှတ်ရေးထိုးခဲ့တယ်တတိယနေ့မှာတော့ပထမဆုံးပြန်လည်ပို့ဆောင်တဲ့အပိုပစ္စည်းတွေကိုရှင်းအောင်ရဲ့အရေးသွေးစစ်စေးရေးစင်တာကိုပို့လိုက်တယ်စစ်စေးရေးစင်တာမှာကျွမ်းကျင်သူဘိုးကြီးကစက်ပစ္စည်းတွေကိုစစ်ဆေးပြီးနောက်ပြောလိုက်တယ်အရေးသွေးမိတဲ့နှုန်းကအရင်ကထက်အများကြီးပိုမြင့်လာတယ်အဲ့ဒီတော့မှစုချင်းကတပြင်းချပြီးဝမ်းသာသွားတယ်အစည်းအဝေးခန်းထဲကိုပြန်ရောက်တော့စုချင်းကစက်ရုံတာဝန်ခံကိုစာရွက်စာတမ်းတွေကမ်ပိန်းပြောလိုက်တယ်စက်ရုံမူးလူဒါကကျမတို့အရေးသွေးစစ်ဆေးမှုအစီရင်ခံစာပေါ်အခြေခံပြီးပြုစုထားတဲ့အလေလွင့်နှုန်းအချက်လက်တွေနဲ့ပြုပြင်ပြီးကုန်ကျစရိတ်တွက်ချက်မှုတွေပါပြီးတော့ငွေပြန်ရှင်းပေးမဲ့အချိန်စရာပြင်ဆင်ချက်အစီအစဉ်လဲပါပါတယ်ကျမတို့တစ်ချက်ချင်းစီတေချာတိုက်စစ်ကြည့်ကြရအောင်စက်ရုံတာဝန်ခံကစာရွက်ကိုယူပြီးကြေကြေနက်နက်နဲ့လက်မှတ်ထိုးလိုက်တယ်အိမ်မာလီနာကဖုန်းထဲကနေပရောဂျက်အောင်မြင်တဲ့သတင်းကိုကြည့်ပြီးအရန်ကိုအန်အောနေတဲ့ဝမ်ဟောက်ကဖုန်းကိုလမ်းယူကြည့်လိုက်ပြီးနောက်မျက်နှာထားတင်းမာသွားကပြောလိုက်တယ်ဆက်ဆောင်နေလို့မရတော့ဘူးလင်းချန်ကိုဒီထက်ပိုပြီးခြေကုပ်မြဲသွားခွင့်ပေးလိုက်ရင်ငါတို့အတွက်အခွင့်အရေးနည်းနည်းလေးတောင်ရှိတော့မှာမဟုတ်ဘူးကိုလီနာကစိုးရိမ်တကြီးနဲ့လမ်းမေးတယ်နင်ဘာလို့ချင်လို့လဲဝမ်ဟောက်ကမျက်လုံးတွေကျင်းမြောင်းသွားပြီးပြန်ဖြေတယ်ရှင်းအောင်မှာတကယ်တန်မိုးရှိတာကစုချင်းရဲ့အဲ့ဒီဌာနအစုပ်လေးမဟုတ်ဘူးအဓိကနေပညာပဲလီနာကလန့်သွားပြီးမေးလိုက်တယ်နင်ကသူ့ဒေသနာနဲ့ဖွံ့ဖြိုးရေးအချက်လက်တွေကိုထိကျင်တာလားဝမ်ဟောက်ကအကြံပိုင်နဲ့လေတံနဲ့ပြောလိုက်တယ်ဟုံယံကုမ္ပဏီကိုရှင်းအောင်ရဲ့အစီအစဉ်တစ်တွေရသွားအောင်လုပ်ပေးလိုက်ုံနဲ့လင်းချန်ကဘလောက်ပဲဟန်ဆောင်ကောင်းကောင်းကုမ္ပဏီကိုကာကွယ်နိုင်မှာမဟုတ်ဘူးလေအဲ့ဒီအချိန်ကျရင်သူ့ရဲ့ဥက္ကဋ္ဌရာတူလဲခိုင်မာမှာမဟုတ်တော့တယ်လို့စုချင်းလဲမူလအခြေအနေကိုပြန်ရောက်သွားလိမ့်မယ်မိုးတွေရွာပြီးမိုးကျုံနေတဲ့ညတညမှာဝမ်ဟောက်ကတယောက်ယောက်စီကိုရှိုးဝက်ဖုံးဆက်လိုက်တယ်အဲ့ဒီနောက်ရှင်းအောင်ကုမ္ပဏီရဲ့နေပညာဌာနတွေကိုအသက်လက်ပိုင်းရွယ်လာအိုချန်ဆိုတဲ့အမျိုးသားတယောက်ခိုးဝင်လာတယ်သူကကွန်ပျူတာတစ်လုံးရှေ့မှာထိုင်ပြီးမောက်စ်ကိုကိုင်ရင်ချွေးတွေပြန်နေတယ်သူကတီးတိုးရေရွတ်လိုက်တယ်9သိန်းတစုံကူးပေးလိုက်တာနဲ့ငါ့ကို9သိန်းပေးလိုက်မယ်ဒီပိုက်ဆံရရင်အမေရဲ့ဆေးဖို့ရဲ့အိမ်လက်ခပေးဖို့ရဲ့ကလေးတွေရဲ့ကျောင်းလက်ခတွေအားလုံးအဆင်ပြေသွားပြီးတစုံပဲကူးတာမိကျင်မှမိမှာပါဘာပဲဖြစ်ဖြစ်လင်းချန်ကအရင်ရှင်ပဲဟုံယံကလည်းကုမ္ပဏီပဲလေဘသူနိုင်နိုင်ဘသူရှုံးရှုံးငါနဲ့ပါဆိုင်လို့လဲပြောပြီးတာနဲ့ကွန်ပျူတာထဲကို USB တက်လိုက်ပြီးဖိုင်တွေကိုစတင်ကူးယူလိုက်ပါတော့တယ်တစ်ချိန်တည်းမှာပဲလုံခြုံရေးကင်မရာစောင့်ကြည့်ခန်းထဲမှာလင်းချန်လက်ထောက်နဲ့လုံခြုံရေးရာရှိတို့ကအဲ့ဒီမျိုးသားရဲ့လောက်ရအားလုံးကိုဖန်သားပြင်ပေါ်ကနေမျက်ခြေမပြတ်စောင့်ကြည့်နေကြတယ်လက်ထောက်ကလုံခြုံရေးရာရှိကိုမေးလိုက်တယ်အခုဝင်ဖမ်းလိုက်ရမလားလုံခြုံရေးရာရှိကပြန်ဖြေတယ်ဥက္ကဋ္ဌလင်းပြောထားတယ်သူပြင်ကိုယူထွက်လာတဲ့အထိစောင့်ပါတယ်ကားပါကင်မှာဝမ်ဟောက်ကရှို့ဝက်စွာစောင့်နေတယ်လာအိုချန်ရောက်လာပြီးဝမ်ဟောက်စီကို USB ကမ်းပေးလိုက်တယ်ဝမ်ဟောက်က USB ကိုယူလိုက်ပြီးဂျင်းနဲ့စွာပြုံးလိုက်တယ်ဝမ်ဟောက်ကလာအိုချန်ရဲ့ပခုံးကိုပုတ်ပြီးပြောလိုက်တယ်လာအိုချန်စိတ်ချပါပိုက်ဆံကမနှက်ဖြန်မင်းရဲ့အကောင့်ထဲရောက်လိမ့်မယ်လာအိုချန်ကစိုးရိမ်တကြီးနဲ့တတိပေးတယ်အကိုဝမ်ခင်ဗျားကျွန်တော်ကိုဂတိပေးထားတယ်နော်ဒီကိစ္စကကျွန်တော်စီကိုလုံးဝရောက်မလာစေရဘူးလို့ဝမ်ဟောက်ကပြုံးပြီးပြန်ဖြေလိုက်တယ်တေချာတာပေါ့ငါတို့ကညီကိုတွေပဲဟာအဲ့ဒီတော့မှလာအိုချန်လဲထွက်သွားတဲ့ဝမ်ဟောက်က USB ကိုသူ့အိတ်ကက်ထဲတေချာထည့်လိုက်ပြီးမဲ့ပြုံးပြုံးကတီးတိုးရေရွတ်လိုက်တယ်ညီအကိုဟွန်းတန်30လက်ထဲရောက်လာတဲ့အချိန်ကျရင်နေပညာဝန်ထမ်းတယောက်ရဲ့တေးရေးရှင်ရေးကိုဘသူကဂယူးဆိုင်နေမှာလဲပြောပြီးတာနဲ့ဝမ်ဟောက်ကကားထဲကိုဝင်ထိုင်လိုက်ပြီးလီနာစီကို USB လေးကမ်းပေးလိုက်တယ်လီနာကအရန်ကိုအန်အောဝမ်းတာသွားပြီးပြောလိုက်တယ်နောက်ဆုံးတော့ရပြီပဲဝမ်ဟောက်ကအကြံပိုင်နဲ့အပြုံးနဲ့ပြုံးလိုက်ပြီးပြန်ပြောတယ်လင်းချန်တော့ဒီတစ်ခါပြီးပြီပဲကွာနောက်တနေ့မှာတော့ဟုံယံကုမ္ပဏီကထုတ်ကုန်အစ်မိတ်ဆက်ပွဲကိုကြီးကြီးကျယ်ကျယ်လုပ်ပါတော့တယ်ဟုံယံရဲ့ဥက္ကဋ္ဌကစင်မြင့်ပေါ်ကနေဂုံယူဝင်းကြွားစွာနဲ့ကြေညာလိုက်တယ်ဒီနေ့ဟုံယံကနေမိတ်ဆက်ပေးမဲ့နည်းပညာအသစ်ကကျွန်တော်တို့လုပ်ငန်းနယ်ပယ်ရဲ့စံနှုန်းတွေကိုအသစ်ပြန်ပြီးတတ်မှတ်ပေးလိမ့်မယ်ခင်ဗျာအောက်ကပရိသတ်တွေထဲမှာတော့ဝမ်ဟောက်နဲ့လီနာတို့လည်းဝင်ထိုင်နေကြတယ်လီနာကပြုံးစီစီနဲ့လမ်းပြောတယ်ဒီမိတ်ဆက်ပွဲပြီးသွားရင်တော့လင်းချန်ကဒီလုပ်ငန်းနယ်ပယ်တစ်ခုလုံးရဲ့ဟာတာကြီးဖြစ်သွားတော့မှာပဲနော်ဝမ်ဟောက်ကလည်းမဲ့ပြုံးပြုံးပြီးပြောလိုက်တယ်သူဥက္ကဋ္ဌရာတို့ကနေပြုတ်ကျသွားတာကိုငါကိုယ်တိုင်မျက်မြင်ကိုယ်တွေ့ကိုကြည့်ကျင်သေးတာကိုအဲ့ဒီအချိန်မှာပဲလင်းချန်ကပွဲတဲကိုတီတီငိမ့်ငိမ့်နဲ့ရှောက်ဝင်လာတယ်အဲ့ဒါကိုမြင်တော့ဟုံယံဥက္ကဋ္ဌကလောင်တဲ့လေတံနဲ့လမ်းမေးလိုက်တယ်အိုးဥက္ကဋ္ဌလင်းမဖိတ်ပဲရောက်လာတာဆိုတော့ဟုံယံရဲ့နေပညာအစ်ကိုအရန်စိတ်ဝင်စားနေလို့လားလင်းချန်ကမျက်နှာထားတီတီနဲ့ပြန်ဖြေလိုက်တယ်အရန်ကိုစိတ်ဝင်စားတာပေါ့အထူးသဖြင့်ဒီနည်းပညာရဲ့ဇမြစ်ကိုပိုပြီးစိတ်ဝင်စားတယ်အဲ့ဒီတော့ဟုံယံဥက္ကဋ္ဌကဒေါသတကြီးနဲ့အော်မေးလိုက်တယ်ဥက္ကဋ္ဌလင်းစကားပြောရင်အထောက်ထားနဲ့ပြောပါဗျာခင်ဗျားတို့ရှင်းအောင်ပဲနေပညာအစ်ကိုရှာဖွေနိုင်ပြီးကျွန်တော်တို့ဟုံယံကကြတော့မရှာဖွေနိုင်ဘူးလို့ဆိုလိုချင်တာလားလင်းချန်ကတီတီငိမ့်ငိမ့်နဲ့ပြန်ပြောလိုက်တယ်တေချာပေါက်အဲ့ဒီလိုမဟုတ်ပါဘူးတကယ်တိုးတက်မှုဆိုရင်ကျွန်တော်ကလေးစားပါတယ်ဒါပေမဲ့ခိုးလာတဲ့ဟာကိုတော့တိုးတက်မှုလို့ခေါ်လို့မရဘူးလေပြီးတော့လင်းချန်ကဆက်ပြောတယ်အထောက်ထားကိုတော့ကျွန်တော်တေချာယူလာပါတယ်ပြောပြီးတာနဲ့သူ့လက်ထောက်ကိုလက်နဲ့အချက်ပြလိုက်တယ်လက်ထောက်ကစင်မြင့်ပေါ်ကဖန်သားပြင်ကြီးပေါ်မှာလုံခြုံရေးကင်မရာမှတ်တမ်းတွေကိုချက်ချင်းဖွင့်ပြလိုက်တယ်ဗီဒီယိုထဲမှာလာအိုချန်ကဝမ်ဟောက်စီကို USB ခိုးပေးနေတဲ့ပုံကအထင်သားပေါ်လာပါတော့တယ်ဟုံယံဥက္ကဋ္ဌကအဲ့ဒါကိုမြင်တော့လန့်သွားပြီးကြောင်ကရန်အော်ပြောတယ်ဒါ
ဒါတွေကအတုတွေအကုန်အတုတွေကြီးပဲလင်းချန်ကစုချင်းကိုထပ်ပြီးအချက်ပြလိုက်တယ်အဲ့ဒီအခါစုချင်းကဖန်သားပြင်ပေါ်မှာရှင်းရောင်ရဲ့နေပညာချက်လက်တွေနဲ့အခုဟုံရံပြတ်နေတဲ့နေပညာချက်လက်တွေကိုဘေးချင်းရှင်ပြီးအသေးစိတ်နှိုင်းရှင်ပြလိုက်တယ်အဲ့ဒီနောက်ရှင်းရောင်ရဲ့ဥက္ကဋ္ဌဟောင်းကစင်ဘော်ကိုတက်လာပြီးတေချာရှင်းပြလိုက်တယ်အခုဟုံရံရဲ့နေပညာမော်ဒယ်ကကျွန်တော်တို့တမင်တက်လောက်ထားတဲ့ထောင်ချောက်ဖိုင်တွေနဲ့တစ်ထက်တည်းကျက်နေပါတယ်အရေးကြီးဆုံးကဒီချက်လက်တွေမှာဖြည့်ရှင်းလို့လုံးဝမရတဲ့အမှားသုံးခုပါနေတဲ့ပထမအချက်စွမ်းရင်သုံးဆွဲမှုမော်ဒယ်ကသူတို့ပြောထားတဲ့စွမ်းဆောင်ရည်ကိုလုံးဝမထောက်ပံ့နိုင်ဘူးဒုတိယအချက်ကုန်ကျန်းကုန်ကြစရိတ်ကိုတမင်တက်လျှော့ချပြီးတွက်ချက်ထားတဲ့တတိယအချက်တည်ငြိမ်မှုစံတက်ချက်မှာမရှိမဖြစ်လိုအပ်တဲ့အချက်လက်တွေကိုတမင်ချက်လက်ထားခဲ့တယ်ဘယ်ဖွဲ့ကပဲဖြစ်ဖြစ်ဒီအစီအစဉ်တိုင်းတာတကယ်လို့ရင်အစမ်းထုတ်လုပ်တဲ့အစ်စ်မာတင်ကြာရှုံးသွားမှာတေချာတယ်ပြီးတာနဲ့ဥက္ကဋ္ဌဟောင်းကဟုံရံဥက္ကဋ္ဌကိုစိုက်ကြည့်ပြီးလောက်မေးလိုက်တယ်ဥက္ကဋ္ဌကြောင့်ခင်ဗျားတို့ရဲ့ကိုပိုင်တီထွေမှုဆိုတာကကျွန်တော်တို့တမင်ထည့်ထားတဲ့အမားတွေကိုတောင်အတိအကျလိုက်ပြီးကူးချထားတာလားဗျအဲ့ဒီအခါကျမှဝမ်ဟောက်ကကြောက်လန့်တကြားနဲ့ဟုံရံဥက္ကဋ္ဌကိုလှည့်ကြည့်ပြီးအော်ပြောလိုက်တယ်ခင်ဗျားကျွန်တော်ကိုထောင်ချောက်စင်တာလားချက်ချင်းပဲသတင်းထောက်တွေအားလုံးကဝမ်ဟောက်နဲ့ဟုံရံဥက္ကဋ္ဌစီကိုဝိုင်းုံသွားပြီးမေးခွန်းတွေအဆက်မပြတ်မေးကြပါတော့တယ်ဥက္ကဋ္ဌကြောင့်ဟုံရံကရှင်းရောင်ရဲ့နေပညာကိုခိုးယူခဲ့တာတကယ်ပဲလားခင်ဗျာမန်နေဂျာဝမ်ဟောက်နဲ့တန်း30အယောင်းဝယ်လုပ်ခဲ့တာမှန်ပါသလားဟုံရံဥက္ကဋ္ဌနဲ့ဝမ်ဟောက်တို့နှစ်ယောက်လုံးဖြေစရာစကားမရှိတော့ပဲမျက်နှာတွေအယမ်းပြတ်သွားကြပါတော့တယ်အဲ့ဒီနောက်ရှင်းရောင်ကုမ္ပဏီအပြင်ဘက်မှာတော့လီနာကမျက်ရည်တွေပေါက်ပေါက်ကြပြီးလင်းချန်ကိုတောင်းပန်နေတယ်လင်းချန်ငါသိပါတယ်ငါတကယ်မှားသွားတယ်ငါတို့ကသူငယ်ချင်းတွေရဲ့ဟာနင်းနေရင်တော့ငါ့ကိုသဘောကျခဲ့ဘူးတယ်မဟုတ်လားနင်းသိမှာပါငါကလေးနောက်ပိုင်းမှာမျက်နှာပန်းလာခြင်းလို့သာအဲ့ဒီလိုစကားတွေပြောခဲ့မိတာပါငါ့ကိုခွင့်လွှတ်ပေးပါဟာလင်းချန်ကတီတီငိမ့်ငိမ့်နဲ့ပဲပြန်ပြောလိုက်တယ်လီနာနင်ငါ့ကိုမုန်းတာကနင်ငါ့ကိုသဘောမကျလို့မဟုတ်ဘူးနင်ထင်ထားတယ်လို့ငါကမွဲတွေမနေလို့နင်မုန်းတာဝမ်ဟောက်ကိုရွေးတာကနင်ရဲ့လွတ်လပ်ခွင့်ပဲနင်ဘဝကိုကောင်းကောင်းမွန်မွန်ဖြတ်တန်းကျင်တာလဲလုံးဝမမာဘူးဒါပေမဲ့လေနင်ရဲ့ရွေးချယ်မှုမှန်ကန်ကြောင်းကိုတက်တည်ပြဖို့အတွက်သူများတွေကိုနင်းချေပြီးဒုက္ခပေးစရာမလိုဘူးလီနာကမျက်ရည်တွေစီးကျလာပြီးဘာစကားမှဆက်မပြောနိုင်တော့ဘူးလင်းချန်နဲ့စုချင်းတို့လည်းသူ့ကိုကြောကိုင်းပြီးလက်ထွက်သွားကြတယ်ကားပါကင်ကိုရောက်တော့စုချင်းကလင်းချန်ကိုစိတ်မကောင်းစွာနဲ့လမ်းမေးလိုက်တယ်နင်သူ့ကိုတနာစရာကောင်းတယ်လို့မထင်ဘူးလားလင်းချန်ကတပြင်းချရင်ပြန်ဖြေတယ်လူတိုင်းမှာမာနနဲ့မကျေနပ်မှုတွေရှိတတ်ကြတာပါပဲဒါပေမဲ့လူတိုင်းကကိုယ့်ရဲ့မကျေနပ်မှုတွေကိုဓာတ်ဖြစ်ပြောင်းပြီးတခြားသူတွေကိုမထိုးခုတ်ကြဘူးလေကုမ္ပဏီတဲကိုပြန်ဝင်လာတော့ဝမ်ဟောက်ကလင်းချန်ကိုစောင့်ရတဲ့လင်းချန်ကိုမြင်တာနဲ့ဝမ်ဟောက်ကဒေါသတကြီးအော်ပြောတယ်လင်းချန်မင်းစကတဲ့ကငါမလုံးမိအောင်ထောင်ချောက်ဆင်ပြီးစောင့်နေတာမဟုတ်လားအခုတော့ငါလှုပ်ပြုတ်သွားပြီးမိသားစုစီးပွားရေးလည်းထိခိုက်ကုန်ပြီးမင်းကျင်နေပြီလားကဲမင်းနိုင်သွားပြီလေကွာလင်းချန်ကဝမ်ဟောက်ကိုတေချာဆိုင်ကြည့်လိုက်ပြီးတီတီငိမ့်ငိမ့်နဲ့ပဲပြန်ပြောလိုက်တယ်ငါစောင့်နေခဲ့တာမင်းအမားလို့ဖို့မဟုတ်ဘူးမင်းရဲ့တန်းဖို့ကိုငါစောင့်နေခဲ့တာဟိုတယ်ပါဝါမှာကလေးကမင်းငါကိုစော်ကားခဲ့တယ်ထမင်းဝိုင်းမှာလည်းမင်းကအားလုံးကိုပိုက်ဆံခွဲရှင်းခိုင်းပြီးအကြက်ရိုက်စေခဲ့တယ်ကုမ္ပဏီအခမ်းမှာကြတော့ရောမင်းငါကိုဒူးထောက်ခိုင်းခဲ့တယ်လေလင်းချန်ကဆက်ပြောတယ်ငါဘယ်တော့မှကိုရေးကိုတာရန်ညိုးနဲ့မင်းကိုဓာတ်မပေးခဲ့ပါဘူးမင်းကိုအလောက်ကနေယာယီရဆိုင်ပြီးစစ်ဆေးခိုင်းတာကမင်းအတွက်အသင့်တော်ဆုံးထွက်ပေါက်တစ်ခုဖန်တီးပေးခဲ့တာပဲမင်းမသာအဲ့ဒီလမ်းကိုရွေးမလျှောက်ခဲ့တာလေအဲ့ဒီတော့ဝမ်ဟောက်လည်းဘာမှပြန်မပြောနိုင်ပဲမျက်လွှာချသွားပါတော့တယ်အဲ့ဒီနောက်လာအိုချန်စီကနေ USB ကိုသူခိုးယူခဲ့တဲ့အဖြစ်အပျက်ကိုဝမ်ဟောက်ခေါင်းရဲ့ပြန်မြင်အောင်လာတယ်ပြီးတော့ဝမ်ဟောက်ကလင်းချန်ကိုကြည့်ပြီးမေးလိုက်တယ်ငါဘာလို့မင်းကိုအမြဲတမ်းရှုံးနေရတာလဲကွာလင်းချန်ကပြန်ဖြေလိုက်တယ်ဘာလို့လဲဆိုတော့မင်းကမင်းကိုမင်းအနိုင်ယူဖို့တခါမှမတွေးခဲ့လို့ပဲမင်းကငါ့ကိုရှုံးစေခြင်းယုံတက်တက်ကိုပဲစဉ်းစားနေခဲ့တာလေအဲ့ဒီစကားလဲကြားရောဝမ်ဟောက်ကလုံးဝရှုံးပေးလိုက်ရတဲ့ပုံစံနဲ့ခေါင်းလိုက်ဆိုင်ကျသွားပါတော့တယ်နောက်ပိုင်းအစည်းအဝေးကန်းထဲမှာတော့လင်းချန်ကအထက်တန်းရာရှိကြီးတွေနဲ့စုချင်းတို့ကိုပြောလိုက်တယ်အကယ်၍ဒီတစ်ခါသာကျွန်တော်တို့ကြုံမသိခဲ့ပဲတကယ်အစီအစဉ်စစ်တာပေါက်ကြားသွားခဲ့ရင်ဒီနေ့ကျွန်တော်တို့ဒီနေရာမှာထိုင်ပြီးပြန်သုံးတက်နေရတာကအောင်ပွဲတစ်ခုမဟုတ်တော့ပဲကြီးမားတဲ့ဆုံးရှုံးမှုကြီးတစ်ခုဖြစ်နေလိမ့်မယ်ဥက္ကဋ္ဌဟောင်းကအာနာစွာနဲ့ဝန်ခံလိုက်တယ်ဥက္ကဋ္ဌလင်းဒါကျွန်တော်ရဲ့တာဝန်လင်းဟင်းမှုပါအရာရှိတယောက်ကဝင်ရှင်းပြတယ်လုတ်ပိုင်ခွင့်စနစ်မှာအရင်ကတည်းကဟာကွက်တွေရှိနေခဲ့တာအမှန်ပါပဲအရင်တုန်းက project ဖွဲ့တွေအလုပ်လုပ်ရလွယ်အောင်လို့လုတ်ပိုင်ခွင့်တွေကိုတော်တော်လေးဖြေလျှော့ပေးထားခဲ့တာပါခင်ဗျာလင်းချန်ကပြက်ပြက်သားသားနဲ့ပြောလိုက်တယ်ကျွန်တော်လိုချင်တာကပြုပြင်ပြောင်းလဲဖို့ပါအမားဝန်ခံနေဖို့မဟုတ်ဘူးကိစ္စ3ခုလုပ်ရမယ်ပထမအချက်အဓိကအချက်လက်တွေကိုအဆင့်ခွဲခြားပြီးတေချာစီမံခန့်ခွဲပါဒုတိယအချက်လက်ထုတ်ယူမှုတိုင်းကိုမှတ်တမ်းတင်ထားရမယ်ပုံမှန်မဟုတ်တဲ့ဝင်ရောက်မှုတွေဆိုရင်အလိုလျောက်သတိပေးရမယ်တတိယအချက်အလုတ်ကိုင်းနဲ့ပတ်သက်ပြီးအန္တရာယ်ရှိနိုင်တဲ့ယာရုတွေအတွက်အလုတ်ကထွက်ရင်တေချာစစ်ဆေးမဲ့စနစ်တစ်ခုကိုတည်ဆောက်ရမယ်လင်းချန်ကဆက်ပြောတယ်အယောင်ဌာနလည်းအတူတူပဲဝမ်ဟောက်ရဲ့ပြဿနာကတရက်တည်းနဲ့ဖြစ်လာတာမဟုတ်ဘူးဌာနမှုတစ်ယောက်ကဖောက်တီတွေရဲ့အရင်းမြစ်တွေကော်မရှင်ပြန်ပေးငွေတွေနဲ့ကုမ္ပဏီရဲ့အကျိုးမြတ်တွေကိုကိုကျိုးအတွက်ရောနှောပြနိုင်တယ်ဆိုတာကအရင်ကစီမံခန့်ခွဲမှုအရန်လျော်ရဲခဲ့ရဆိုတာကိုတက်တည်ပြနေတာပဲအယောင်ပိုင်းဆိုင်ရာအရာရှိကချက်ချင်းပြန်ဖြေတယ်ကျွန်တော်ဖောက်တီတွေရဲ့ပိုင်ဆိုင်မှုနဲ့ကုန်ကြစရိတ်ခွင့်ပြုချက်တွေကိုအစ်စ်ပြန်ပြီးစီစဉ်လိုက်ပါမယ်ခင်ဗျာအစည်းအဝေးပြီးမှတော့လင်းချန်နဲ့စုချင်းတို့အတူတူလျှောက်လာကြတယ်စုချင်းကမေးလိုက်တယ်စောစောကနင်ပြောတဲ့နိုင်တာမကုန်ယူစရာမကောင်းဘူးဆိုတာကလာအိုချန်ကြောင့်လားလင်းချန်ကပြန်ဖြေရဲလာအိုချန်မှာအပြစ်ရှိတယ်လို့ဝမ်ဟောက်မှာပို့ပြီးအပြစ်ရှိတယ်ဒါပေမဲ့ကုမ္ပဏီတစ်ခုကတာမန်နေပညာဝန်ထမ်းတယောက်ကိုသူ့ရဲ့အသက်မွေးဝမ်းကြောင်းရှေ့ရေးထက်ရော9သိန်းကပို့ပြီးစွန့်စားရကျုံးနဲ့တယ်လို့ထင်သွားစေရဆိုရင်လေဒါကကုမ္ပဏီဘက်ကလည်းပြန်လဲသုံးသပ်ရမယ့်အပိုင်းတွေရှိနေလို့ပဲပေါ့စုချင်းကထပ်မေးတယ်ဒါဆိုလာအိုချန်ကိုဘလို့ကင်တယ်မလို့လဲလင်းချန်ကရှင်းပြတဲ့စီကံတိုင်းပဲသွားရမှာပေါ့ဒါပေမဲ့ကုမ္ပဏီကတရားရေးဌာနနဲ့ပူးပေါင်းပြီးတာဝန်ယူရမယ့်အပိုင်းတွေကိုတေချာခွဲခြားပေးလိုက်မယ်ပြီးတော့သူ့ရဲ့အခက်အခဲအတွက်အကူအညီတောင်းခံစာကိုလည်းစစ်ဆေးပေးမယ်စုချင်းကပြုံးပြီးပြောလိုက်တယ်လင်းချန်နင်ကတခြားလူတွေမြင်တာထက်ပိုပြီးသဘောထားနှူးညံ့တာပဲနော်လင်းချန်ကဆက်ပြောတယ်သူ့မိသားစုမှာတကယ်ပဲယောဂကြီးကြီးမားမားဖြစ်နေတာဆိုရင်တော့ဝန်ထမ်းဆောင်ရှောက်ရေးရန်ပုံငွေကနေစီးမြင့်တဲ့အညီကူညီပေးနိုင်တဲ့အပိုင်းကိုကူညီပေးခိုင်းလိုက်မယ်လေဒါပေမဲ့ဒီစကားကိုတော့အစည်းအဝေးမှတ်တမ်းနဲ့မထည့်တာအကောင်းဆုံးပဲစုချင်းကသဘောကျစွာပြောလိုက်ပါတော့တယ်တစ်ဖက်မှာတော့လာအိုချန်ကရုံးခန်းတစ်ခုထဲမှာသူ့ရဲ့အလုပ်ထုတ်ခံရတဲ့စာရွက်ပေါ်မှာဝမ်းနည်းစွာနဲ့လက်မှတ်ထိုးလိုက်တယ်
အဲ့ဒီနောက်လီနာကသူမရဲ့အိမ်မှာပစ္စည်းတွေကိုစက်ကူဖာထဲထည့်ရင်တင်းစိမ့်နေရဲ့သူမကဖုန်းကိုကြည့်လိုက်တော့သူငယ်ချင်းတွေရဲ့ view chat မှာသူမကိုအပြစ်တင်ထားတဲ့စာတွေကိုတွေ့လိုက်ရတယ်စာတွေထဲမှာရေးထားတာကလီနာအဲ့ဒီတုန်းကနင်ကစုချင်းကိုအဆက်အသွယ်နဲ့နေရာရတာလို့ပြောခဲ့ပြီးတကယ်တမ်းကျတော့နင်ကိုယ်တိုင်ကဝမ်ဟောက်နဲ့နောက်ွယ်မှာဒီလိုတွေလုပ်နေခဲ့တာပဲနင်ကြောင့်ငါတို့တောင်လမ်းမရောက်သွားမလို့ဝမ်ဟောက်ကိစ္စကအရန်ဆိုးရွားလုံးနဲ့နင်တို့တွေတကယ်ယူနေကြတာပဲလီနာကအဲ့ဒီစာတွေကိုဖတ်ပြီးအတန်ထွက်အောင်ငိုချလိုက်တယ်ပြီးတော့ဖုန်းကိုပစ်ချပြီးကျမ်းပြင်ပေါ်မှာအယုတ်ကျိုးပြတ်ထိုင်ချသွားပါတော့တယ်ခမ်းနားတဲ့တင်းစာရှင်းလင်းပွဲကြီးမှာလင်းချန်ကစင်မြင့်ပေါ်မှာယုံကြည်မှုရှိမတ်တက်ရက်နေတဲ့စုချင်းတဲ့အရာရှိတွေကတော့အောက်မှာထိုင်နေကြတယ်လင်းချန်ကကြေညာလိုက်တယ်ဒီနေ့ကျွန်တော်တို့မျိုးဆက်တဲ့နည်းပညာအစီအစဉ်နဲ့အလက်စားနဲ့အသေးစားစီးပွားရေးလုပ်ငန်းများပူးပေါင်းရှင်တန်ရေးအစီအစဉ်ကိုတရားဝင်မိတ်ဆက်လိုက်ပါတယ်သတင်းထောက်တစ်ယောက်ကမတ်တက်ရက်ပြီးမေးလိုက်တယ်ဥက္ကဋ္ဌလင်းအပြင်လူတွေကတော့ခင်များကရှင်းရောင်ရဲ့အတွင်ပိုင်းပြုပြင်ပြောင်းလဲမှုနည်းပညာအဆင့်မြင့်တင်မှုနဲ့ထောက်ပံ့ရေးကွင်းဆက်အသစ်ပြန်လည်တည်ဆောက်မှုတွေကို6လအတွင်းပြီးစီးအောင်လုပ်နိုင်ခဲ့တယ်လို့သုံးသပ်ကြပါတယ်အဲ့ဒီအောင်မြင်မှုရဲ့အဓိကတော့ချက်ကဘာလို့ထင်ပါသလဲခင်ဗျာလင်းချန်ကပြတ်သားစွာပြန်ဖြေလိုက်တယ်စီမင်းစီကန်လေးပြတတ်မှုနဲ့ရေရှည်ရဲ့တီလိုတဲ့သဘောထားတွေကြောင့်ပါနောက်သတင်းထောက်တစ်ယောက်ကလည်းဝင်ပြောတယ်ဒါကရိုးရာစီးပွားရေးသမားတွေရဲ့အဖြေနဲ့မတူဘူးနော်လင်းချန်ကပြုံးပြီးရှင်းပြတယ်စီးပွားရေးလုပ်ငန်းဆိုတာတခဏတာဘသူကပိုမြင့်မြင့်ရက်တည်နိုင်လဲဆိုတာကိုကြည့်တာမဟုတ်ဘူးလေဘသူကပိုပြီးရေရှည်ရက်တည်နိုင်လဲဆိုတာကိုကြည့်တာပါတခြားလူတွေကိုနင်းချေပြီးရလာတဲ့မျက်နှာပန်းလာမှုဆိုတာအနည်းနဲ့အမြန်ပြောကြသွားမှာပါပဲပြောပြီးမှတော့အားလုံးကပြိုင်တူလက်ခုပ်တီးလိုက်ကြတယ်ပွဲပြီးမှစုချင်းကလင်းချန်ကိုရေတန့်ဘူးလေးကမ်ပိန်းပြောလိုက်တယ်ဥက္ကဋ္ဌလင်းခုနကပြောသွားတာအရန်ကောင်းတယ်လင်းချန်ကရေဘူးကိုယူပြီးပြုံးကပြန်ပြောတယ်ကျေးဇူးပါတာဝန်ခံစုသူတို့နှစ်ယောက်ပြင်ကိုအတူတူထွက်လာကြတယ်စုချင်းကမေးတယ်ဆက်ပြီးဘယ်သွားမလို့လဲလင်းချန်ကကုမ္ပဏီပြန်မယ်လေလို့ဖြေတယ်စုချင်းကအတူတူသွားမယ်လေလို့ပြောပြီးသူတို့နှစ်ယောက်ရှင်တွဲလျှောက်သွားကြတယ်နေဝင်ချိန်မှာသူတို့နှစ်ယောက်ကုမ္ပဏီဆောက်ဦးရဲ့လာတာဆောင်ကိုရောက်သွားကြတယ်စုချင်းကလှပတဲ့နေဝင်စေးစာကိုကြည့်ပြီးရင်ဖွင့်တယ်အရင်တုန်းကငါကောင်ကအရန်ကိုတာမန်ပဲလို့ထင်ခဲ့တာမိသားစုအခြေအနေရဲ့ចောင်းစာရဲ့အလုပ်ရဲ့အားလုံးကတာမန်ပဲလေရှင်းအောင်ကိုဝင်လာတော့ကလည်းတခြားသူတွေကငါ့ကိုနစ်ဆက်သွဲနဲ့နေရရတယ်လို့ပြောကြမှာကိုအရန်ကြောက်ခဲ့တယ်လင်းချန်ကသူမကိုတေချာကြည့်ပြီးမေးလိုက်တယ်အခုရောစုချင်းကပြုံးပြီးဖြေလိုက်တယ်ခုလဲကြောက်နေတော့မဲဟာဒါပေမဲ့ကြောက်နေရင်တော့ရှေ့ဆက်လျှောက်လို့ရတယ်ဆိုတာကိုငါသိသွားပြီလင်းချန်ကနူးနူးညံ့ညံ့ပြန်ပြောလိုက်တယ်နင်ဘယ်တော့မှတာမန်မဖြစ်ခဲ့ပါဘူးစုချင်းအရင်ကတခြားသူတွေကမမြင်တွေ့ခဲ့တာလေးပါပဲစုချင်းကဝမ်းသာအားရမျက်ရည်ဝဲပြီးပြုံးလိုက်တယ်လင်းချန်ကစုချင်းသားကိုတိုးသွားပြီးခပ်ဖွက်ဖွက်ပြောလိုက်တယ်နောက်ပိုင်းကျရင်တယောက်တည်းမဟုတ်ပဲအတူတူရှင်တွဲပြီးစူးစမ်းကြည့်လို့ရပါတယ်နေဝင်စေးစာအောင်မှာသူတို့နှစ်ယောက်အချင်းချင်းနှွေးထွေးစွာကြည့်ရင်ဇလန်းလေးပြီးဆုံးသွားပါတော့တယ်